မင်္ဂလာပါဘယ်နှစ်တန်းနေတော့ဆယ်တန်းလက်ထောက်မအောင်အများကြီးပဲ9တန်းလက်ထောက်မအောင်တယောက်သား2ယောက်လားအဲ့လောက်ပဲမြင်နေဆယ်တန်းဆိုရင်ကျွန်တော်ထက်2တန်းကြီးပါကျွန်တော်ပညာရေးအကြောင်းပြောရင်အမြဲတမ်းဝန်သားစရာကောင်းပါတယ်ကျွန်တော်မူလတန်းနေပြီးတော့4တန်းထိကိုနှစ်ချင်ပေါအောင်ဖူးပါတယ်9တန်းကစပြီးအောင်မကျမ်းမအောင်2နှစ်ကိုတန်း3နှစ်ကိုတန်းနဲ့ကျွန်တော်ခပ်ဖြည်းဖြည်းအောင်ပါတယ်8တတရနှစ်မှာကျောင်းပြီးပါ8တန်းကို3ကြိမ်ဖြေပါတယ်မအောင်မအောင်ကိုယ့်ထက်ပညာတတ်တဲ့လူတွေလေးမြင်ရတော့အမတန်ဖောက်ကိုဝန်သားမိပါတယ်ကျန်တဲ့ဘာသာရပ်မှာဒုတိယမဟုတ်ပြီမဲ့ကျွန်တော်သင်္ချာဘာသာရပ်မှာအမတန်မှတ်ကိုပြောစမှတ်တွင်ခဲ့ဥပါတယ်သင်္ချာဖြေလို့2မှတ်လောက်ရရင်ကျွန်တော်ထီးပေါက်တော့ဝန်သားကျွန်တော်သိပါတယ်သင်္ချာညံ့တဲ့လူတွေလက်ခုပ်တီးမှန်းကျွန်တော်သိပါညံ့ကြည့်လို့9ရက်နှစ်မှကျူးရှင်ထားပြီးပါတယ်တလပဲကြာပါတယ်ကျူးရှင်ဆရာငိုပြီးကျွန်တော်အဖေကိုလာပြန်အပ်ပါကျွန်တော်အဖေကပြောတယ်ဆရာစောကြည့်ပြီဆိုတဲ့ကောင်လေးကဆရာစာပြတာမကြည့်လို့လားကြည့်တယ်ဆရာကြည့်တာမှမျက်လုံးစင်းကြီးတွေကိုထိုင်ကြည့်နေဒါဆိုလို့ရှိရင်ကျွန်တော်အချိန်မှတန်းထဲမှာလှုပ်ရွရွလုံးနေလို့လားမဟုတ်ဘူးဆရာဖះအရှိကချင်းသေးကိုကြားနေတာပဲတတုတ်မှကိုမလှုပ်တာကဲဒါဆိုလို့ရှိရင်ဆရာစာပြတာလည်းကြီးရဲ့နဲ့အတန်းနဲ့မှလည်းလှုပ်ရွမလှုပ်ပဲနဲ့ဘာဖြစ်လို့လာပြန်အပ်တာတော့အဲ့တော့မှကျူးရှင်ဆရာငိုပြီးပြောပါတယ်ဆရာကျွန်တော်စာပြတော့လေမျက်လုံးစင်းကြီးနဲ့ထိုင်ကြည့်နေတယ်ဆရာအတန်းနဲ့မှတတုတ်မှမလှုပ်ပါဘူးဆရာကျွန်တော်ပြန်မိလဲတလုံးမှမသိဘူးဆရာအဲ့တော့ဆရာတော်မျက်လုံးမျိုးသားကျွန်တော်ကြောင့်သားလေးစီကူးသွားရင်ကျွန်တော်ဒီရွာကပြောင်းပြရမယ်ဆရာအခက်ကအမတန်နာမကြီးတဲ့အစိုးရစိုးပိုင်တခြင်းနဲ့ခိုင်းနှိုင်းပြီးပြောပါတယ်ဆရာအစိုးပိုင်တခြင်းကအငုံမျက်လုံးအပြုံးမျက်နှာဖြစ်ပါတယ်အဲ့ဒီတခြင်းနဲ့ကျွန်တော်ခိုင်းနှိုင်းပြီးပြောတယ်ဆရာသားပုံကတော့ငတုံမျက်လုံးနဲ့ငတုံမျက်နှာပါဆရာတသလုံးစာသင်လို့တတ်မဲ့ကောင်မဟုတ်ပါဘူးကျွန်တော်တက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တာရုသမီးတို့လို့စာလေးသိပြီးတက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တကယ်ပြောတာပါစာသင်ခြင်းလို့မဟုတ်ပါဘူးတက္ကသိုလ်ရောက်ရင်ရည်စားရတယ်ဆိုလို့ကျွန်တော်အသေးအတန်ကြိုးစားခဲ့ပူပါတယ်8တတရနှစ်မှာပြောရတာဝန်သားစရာကောင်းပါ8တန်ကို3ကြိမ်ဖြေတယ်လူက73နှစ်လောက်ပဲရှိသေးတယ်အဲ့ချိန်တည်းကမိမကလိုချင်နေပြီကျွန်တော်ကြိုက်တဲ့ကောင်မလေးကအင်မတန်အဆင်းမြင့်ပါတယ်ဖျားပွဲစည်းမှာလော်စာလိုက်ရောင်းပါကျွန်တော်သူ့ဘလို့ကြိုက်မှမသိဘူးသွားကြိုက်တာကျွန်တော်သူ့နောက်ကိုလိုက်ရတာပေါ့ကျွန်တော်လော်စာလိုက်ပြီးတော့ရောင်းပေးရတာပေါ့သူ့စီရောက်လို့ရှိရင်ကျွန်တော်လော်စာရောင်းပေးရတယ်သူကဘသူ့တက်ပြမျောလဲဆိုတာပွဲမင်းသားတွေကိုပြန်မျောတယ်ကိုသူ့ကြိုက်တာသူကပွဲမင်းသားတစ်ခါပြန်ကြိုက်တာအော်မိမများပလီလိုက်တာအဲ့နဲ့ကျွန်တော်သူ့ပြောတယ်နေအဲ့မင်းသားတွေသွားကြိုက်ဆရာမလိုပါဘူးငါသူတို့ထပ်ပူပြီးတော့ပညာပူကောင်းမှထားလိုက်ပါနံပါတ်2ခွဲလို့ပါရန်ကုန်နိုင်စောပေါ့ရန်ကုန်နိုင်စောဆိုတာငါသိတယ်အဲ့ဒီကောင်ကစင်ပေါ်မှာမဟုတ်လို့လှနေတာနော်မိတ်ကက်တွေလိမ့်ပြီးလှနေစင်ရောက်ပြန်ဆင်လို့ရှိရင်မြင်းလဲမောင်းတဲ့မြင်းလင်းသမားဖိုးချွဲဆိုတာဒီကောင်ပဲကျွန်တော်သိတယ်ကျွန်တော်အမေနဲ့လေဘလို့ခေါ်မှာအမျိုးလည်းမกินငွေကြီးအနေနဲ့လည်းမกินတော့ကျွန်တော်ပြောတယ်နေကြိတ်စရာအကြောင်းမရှိဘူးကောင်းမလေးကကျွန်တော်စိတ်ဆိုးပါတယ်ကျွန်တော်အမြဲတမ်းပြောနေတော့နင်းအဲ့လိုလျှောက်ပြုံးမနေနဲ့နင်းကိုယ်တိုင်စင်မော်တက်ပြီးတော့အဲ့လိုမျိုးကနိုင်တဲ့အရေးချင်းရှိလားကျွန်တော်8တန်တတရနှစ်မှာပြောတာဝန်သားစရာကောင်းပါနင်းကစင်မော်တက်ပြီးတော့ကနိုင်တဲ့အရေးချင်းရှိလားကျွန်တော်သူ့ပြောတယ်
ငါစင်ပေါ်တက်ပြီးတော့ကားနိုင်လို့ရှိရင်နင်ငေါ့ကြိုက်မှာလားကြိုက်မယ်နင်မင်းသားမဟုတ်လူရှင်တော်မဟုတ်လူချမ်းမဟုတ်နင်စင်ပေါ်တက်တာနဲ့နင်ငါကြိုက်မယ်အဲ့တကိတခါကကျွန်တော်မင်းသားဖြစ်ဖို့ကြိုးစားဘူးပါတယ်ဒီရုပ်ဒီရည်နဲ့ကောင်းမလေးကကျွန်တော်ကြိုက်မယ်ဆိုတော့အေးဟုတ်ပြီဇက်ဆရာတွေကျွန်တော်ရှောက်ပြောတယ်ဇက်ဆရာကျွန်တော်ပညာရေးလောကကိုတော့ဆုံးလွတ်လိုက်ပါပြီမဆုံးလွတ်လို့လည်းမရပါဘူးရှစ်တန်ကို၃ညဖြေတာပြီးမအောင်ပါဘူးကျွန်တော်ပညာရေးကိုဆုံးလွတ်လိုက်ပြီဇက်ကောက်ဖို့ပဲကျွန်တော်ကြိုးစားတော့ဇက်ဆရာကျွန်တော်ပြောတယ်ရောက်ငါတို့ဇက်သပင်လေးဥမော့ယုံရှိသေးတယ်မင်းပညာရေးပဲဆက်လုပ်ပါငါတို့ဇက်သပင်မကူးလိုက်တော်ပြီနောက်တစ်ယောက်ကျွန်တော်ပြောတယ်ဇက်ဆရာကျွန်တော်ကတော့ပညာရေးကိုစိတ်ဝင်စားတော့ကျွန်တော်ဇက်ကောက်ဖို့ပဲကြိုးစားကျွန်တော်ကတော့အမှန်တော့ကောမလေးတယောက်ကိုကြိုက်လို့တာလုပ်တာအဲ့ဇက်ဆရာလည်းကျွန်တော်ကြည့်ပြီးတော့မင်းအမေအကျွေးမှန်သမျှငါအကုန်ပြန်ဆက်မယ်လို့ပြောပြီးပါမင်းဇက်သပင်နဲ့မဝင်တော်ပါပြီအင်မတန်ကားရလွယ်တဲ့ဇက်ကိုကျွန်တော်မကရအဲ့နဲ့ကရင်အမိုးအင်းစားဒီလိုခြေတန်းရှေ့အိမ်တွေကိုကျွန်တော်အေးအောက်မှာမှောက်အိမ်နေတော့တနေ့ကျတော့ဇက်ဆရာတယောက်ကဖြတ်သွားတော့ကျွန်တော်မြင်တာနဲ့သူကအင်မတန်ဝမ်းသာသွားတယ်ဟာကြိုက်ပြီကျွန်တော်ကိုလက်ညှိုးထိုးပြီးကျွန်တော်မှောက်အိမ်နေဘာကြိုက်မင်းမျက်နှာကိုငါကြိုက်ဘာဖြစ်လို့ကြိုက်တယ်မင်းဇက်ကမလားဟာကကျင်တာပေါ့ကျွန်တော်စင်မော်ရောက်တယ်နဲ့ကျွန်တော်ကောင်းမလေးရဲ့ကျွန်တော်အဖြေပေးမအောင်ကတ်မှာပေါ့ကဲပြောပါဦးကျွန်တော်ဘယ်နေရာကမလူချမ်းနေရာကမလားလူရှင်တော်နေရာကမလားဒါမှမဟုတ်လို့ရှိရင်မင်းသားနေရာကမလားဇက်ဆရာကောင်းခါမဟုတ်မင်းသားအဖေနေရာကအဲ့ခေတ်ကသူ့ပြတ်ဆက်မင်းသားရန်ကုန်နိုင်စော်လားဘာလားမသိပါဘူးထားလိုက်ပါနံပါတ်2ခွဲလို့ပါအဲ့လူက45နှစ်ကျော်နေပြီကျွန်တော်က73နှစ်လောက်ပဲရှိသေးတယ်ခမရဗျာနည်းနည်းစဉ်းစားဖို့တော့ကောင်းတာပေါ့ခမရမင်းသား45နှစ်ကျော်နေပြီကျုပ်က10ကျော်သက်လေးရှိသေးတယ်ဘာဖြစ်လို့မင်းသားအဖေနေရာကမှာဇက်ဆရာခတ်တကြီးပဲဟဲ့အသက်မလို့ရုပ်ပဲလို့မင်းရုပ်ကငကိုဟာမင်းသားအဖေနေရာကမှာကျွန်တော်စဉ်းစားလိုက်အဲ့ခေတ်ကမြို့တော်မောင်ရင်အောင်တို့ဒုတိယတို့ဆိုတာရုပ်ချော်လို့မင်းသားဖြစ်တာမဟုတ်ပါဘူးအပြောကောင်းလို့မင်းသားဖြစ်တာကျွန်တော်စဉ်းစားလိုက်ဟုတ်ပြီဒီနှစ်မှာငါ့ကိုမင်းသားအဖေနေရာကခိုင်နောက်နှစ်ကျလို့ရှိရင်ငါဇက်စာဇက်စကားကြက်မယ်စင်မောမှာမင်းသားနဲ့တွေ့လို့ရှိရင်အဲ့မင်းသားကိုကျွန်တော်နိုင်အောင်ပြောမယ်အဲ့ဒီကစပြီးတော့ကျွန်တော်ဇက်စာဇက်စကားကိုကျွန်တော်စပြီးတော့ကြက်ပါတယ်ဆိုတော့အခုချိန်นี้ကျွန်တော်မှတ်မိပါသေးတယ်ထားလိုက်ပါတော့ပယောရဝါပို့ချပါလေပန်းပတ်ပါလို့မင်းနဲ့ကိုဒုက္ခလိုက်ရင်မင်းအမိကမင်းကိုလိုက်ရင်းကြီးလေးရင်ကျွန်တော်သိပါတယ်အဲ့ထက်ကိုငါရဲ့မူရအောင်တနတ်တဲ့ငွေအောင်ကြည်ဘူးလေးတွေမင်းရဲ့ရင်မှာထာဝရမကဲအောင်စီခြင်းငါပြောတာနားထောင်ကျွန်တော်ကြက်ထားတယ်ချိန်ကြောက်ကြတယ်ဟင်းဟောက်တယ်နဲ့ချိန်ကြောက်သွားမယ်လို့မထင်နဲ့စိတ်ရရင်မလို့ရတာမရှိခလုတ်ဆွဲလိုက်စမ်းပါကွာကျွန်တော်ကြက်ထားတယ်ကျွန်တော်အလုပ်ပြောလို့ရဇက်တက်တော့ကျွန်တော်လာမခေါ်ဘူးဩငါဇက်စာဇက်စကားကြက်နေလို့မင်းသားကကြောက်ပြီးတော့လာမခေါ်တာဖြစ်မှာပေါ့ဇက်ထွက်သွားတဲ့ငါ့ကိုဓာတ်ပုတ်နေလဲရိုက်သွားရဲ့နဲ့ငါ့ကိုလာမခေါ်ဘာဖြစ်လို့လာမခေါ်တာလဲအဲဇက်ကြီးတစ်ပတ်ပြန်လဲပြီးတော့ကျွန်တော်တို့ရက်ကွက်နာရောက်တဲ့အချိန်ကျမှသွားကြည့်တယ်ကလကာကြီးကဒီမှာပိတ်ထားတယ်ကလကာကြီးဖွင့်လိုက်တော့အလေတက်မှာကျွန်တော်ရိုက်ထားတဲ့ဓာတ်ပုံကြီးတောင်ရှင်နဲ့ကောင်းမောင်းနဲ့အရှိမပန်းကူတလှီချတာတယ်ကလကာဖွင့်တဲ့မင်းသားဟိုတောက်ကနေပြေးထွက်လာပြီးအောင်မလေးအဖေအသေးစောလို့နှမျောလာကြီးရဲ့ဇက်ထွက်တာနဲ့ကျွန်တော်သေပြီဇက်ကလည်းအဖေမကောင်းလို့သားသမီးဆင်းရဲတဲ့ဇက်ကျွန်တော်မိမလောက်ရတဲ့လူကျွန်တော်မသိပါဘူးသူတခါမှမတွေ့ဘူးပေါ့ဒီတောက်ကနေပြီးတော့သူပြေးထွက်လာတယ်ကျွန်တော်တပ်ဖို့မြင်လာနဲ့ဟဲလူရုပ်မာကြီးရှေရုံမာခဲလို့ကျမတို့မိသားစုဆေးရတာထွေးထွားအမှန်တော့အဲ့မှာကျွန်တော်တခါမှမရုပ်မာဘူးပေါ့ဒါပေမဲ့ဇက်ကအဖေလူရုပ်မာကြီးကျွန်တော်တပ်ဖို့ကြီးရ
အဲ့လူရုပ်မာကြီးရုပ်မာခဲ့ပြီးတော့ယထာလက်မှာခေါင်းအိတ်တော့ယထာကြိတ်သေးတယ်ဆိုလားမသိဘူးဇတ်ထွက်တာနဲ့ကျွန်တော်သိပြီဒါပေမဲ့အမေကိုယ်တိုင်ကထွက်လာပြီးတော့ဟင်းရှင်လူရုပ်မာရှင်ရုပ်မာခဲလို့ကျမတို့မိသားစုဆင်းရဲတာဆိုတော့ကျွန်တော်လူရုပ်မာအဖြစ်နာမည်ကြီးပါတယ်73နှစ်တောင်မှကျွန်တော်လူရုပ်မာအဖြစ်နာမည်ကြီးပါကျွန်တော်အကြောင်းလဲတက်နေရသေးတယ်အကြောင်းတော့လို့ရှင်ကျွန်တော်မြင်လို့ရှင်ကျွန်တော်လူတွေကပြောတယ်ဟဲအဲ့ဒါရန်ကုန်နိုင်ဆိုတော့အဖေမဟုတ်လားဟုတ်တယ်ဟဲရုပ်မာလိုက်တာတော့အမှန်တော့ကျွန်တော်ဘာမှမရုပ်မာဘူးပါဒါမဲ့ကျွန်တော်လူရုပ်မာအဖြစ်နာမည်ကြီးတယ်အဲ့တော့ကျွန်တော်အိမ်ကထွက်ပြေးတယ်2နှစ်ကြာပါတယ်73နှစ်သားတွေကအိမ်ကထွက်ပြေးပါတယ်ဘလူးကျွန်းဗမာပြည်အောက်မြေပုံတွေကဒီလိုအဆက်ကလေးကနေပြီးတော့ရခိုင်ပြည်နယ်ရမ်းမြဲကျွန်းထီကိုပြေးပါတယ်မိဘများကလည်းကျွန်တော်ကိုချစ်တော့တီးစင်းသွင်းလိုက်ပါတယ်ကောင်းလေးတော့တီးရှာပြီအိမ်ကိုတော့ပြန်မလာတော့ကျွန်တော်ပြန်ရောက်ခဲ့ပါတယ်အိမ်ကိုပြန်ရောက်ခဲ့ပါတယ်ခုနဆရာတို့ပြောတဲ့ဟာလေးတွေကိုကျွန်တော်သတိရပါတယ်ကဲရင်းရင်းနှီးနှီးပြောရအောင်ကျွန်တော်ဟောပြောခြင်းကိုဒီရစမယ်ဆရာတွေဆရာမတွေအားလုံးခဏကျောင်းသူကျောင်းသားတွေကိုမကြည့်ပါနဲ့ကိုယ့်ကိုယ်ညံ့နဲ့ထင်တဲ့လူလက်ထောင်ကြည့်ပါဦးညံ့နဲ့ထင်တဲ့လူလက်ထောင်ပါဒါဆရာဆရာမတွေနဲ့မဆိုင်ပါဘူးလူနေပါတယ်ဒါဘုသူကြောင့်တို့ပြန်ချဒါဘုသူကြောင့်တို့မဟုတ်ကျောင်းဆရာဘုသူတို့ကိုဇေယမင်းဆရာဇေယမင်းလားဟုတ်လားဆရာဝမ်းသာဆရာကောင်းတယ်တကြောင်လုံးညံ့တယ်ကဲစကားလေးကိုပြောကြမယ်ကဘာမှလူတယောက်ရှိတယ်တဲ့ဒေါ်နန်စီတဲ့နန်စီလို့ခေါ်ပါတယ်နာမည်ဘယ်လိုခေါ်တော့နန်စီသူ့ရဲ့သားကတက်စီခြင်းနဲ့စိတ်နဲ့သူကြောင်းသွားထားတယ်ကြောင်းကနေပြီးတော့ဒေါ်နန်စီကိုစာရွက်ကလေးတစ်ရွက်နဲ့ပြန်ပြီးတော့ပို့ပြလိုက်တယ်အိမ်ပြန်လာတယ်ဒေါ်နန်စီအဲ့ဒီစာရွက်ကလေးကိုဖတ်ပြီးတော့အင်မတန်မှတ်ကိုညှိုးငယ်သွားတယ်စာထဲမှာဘာရေးတာမှမသိသူ့သားကအမေဒီစာထဲမှာဘာရေးထားတာလို့ဒေါ်နန်စီကပြုံးပြီးတော့ပြန်ပြောတယ်ငါသားရဲ့မင်းအင်မတန်တော်နေပါပြီမင်းစာသင်ညောင်းသွားစရာမလိုတော့ပါဘူးမင်းငါနဲ့တူတူအိမ်မှာပဲစာသင်ရမယ်လို့ဆရာမကရေးထားတယ်အဲ့ဒီအချိန်ကစပြီးတော့အဲ့ခလီကိုဒေါ်နန်စီကစာသင်ပါတယ်ဘလောက်သင်တာတော့နှစ်ပေါင်းများများစွာသင်ပါတယ်သင်ပြီးတဲ့အခါမှာကျွန်တော်တို့18ရာစုအမှောင်ခစ်ဖြစ်ပါတယ်ဒီလိုလက်စစ်မီတွေမမြင်ဘူးပါဘူးနောက်တစ်ချိန်မှာအဲ့လက်စစ်မီကိုတီချွန်တဲ့လူတယောက်ဖြစ်လာပါတယ်စာသင်ကျောင်းမှာမသင်ဘူးပါဘူးအိမ်မှာပဲစာသင်ဘူးလေအင်မတန်ညံနဲ့အာကြီးလွန်းလို့ငါကြောင့်မှမသိမှနဲ့မင်းဖာသာမင်းအိမ်မှာပြန်တင်လို့ပြောတဲ့သူတယောက်ကလက်စမီကိုတီထွင်မှုပါတယ်18ရာစုမှာကျွန်တော်တို့ဒီမြင်နေရတဲ့လက်စမီကိုတီထွင်တဲ့သူနာမည်ဘယ်သူတို့အဒီစင်ဘောအဒီစင်ကစာသင်ကျောင်းကိုမတက်ဘူးပါဘူးဘာကြောင့်တို့ကျောင်းကပြန်ပြီးတော့လှုပ်လိုက်တယ်18ရာစုဆိုအမှောင်ခစ်ဖြစ်ပါတယ်အမှောင်ခစ်ကြီးမှောင်နေတဲ့ခစ်ကြီးဒီလိုလက်စမီမမြင်ဘူးအဒီစင်ကအများကြီးသူလုပ်သွားတယ်အခုကျွန်တော်တို့ကြားနေတဲ့တယ်လီဖုန်းအတန်မူရင်းအတန်ရအောင်လူတယောက်ရဲ့အတန်ကိုရအောင်အဒီစင်တီထွင်သွားတာပဲဒါကတော့ထားလိုက်ပါအဒီစင်တီထွင်သွားတဲ့ဟာအခုပုံနှိပ်တာတဲ့ဟာမှန်သမျှပုံနှိပ်ဆက်မှန်သမျှအဒီစင်တီထွင်သွားတာပဲဒါပေမဲ့သူနာမည်ကြီးတာကတော့လက်စမီတီထွင်တာလက်စမီအကြောင်းပဲပြောကြပါစို့18ရာစုမှာအမှောင်ခစ်တယ်အဲ့ချိန်မှာအဒီစင်တကဘာလုံးအလင်းခစ်ဖြစ်ရသူကြွေးကြော်တယ်
လက်စမီကိုသူတည်တွင်တကဘာလို့ကကြီးညာတယ်မင်းတို့ကဘာကြီးကအလင်းခစ်ဖြစ်သွားပြီညဆိုတာမရှိတော့လင်းနေရမှာတကဘာလုံးကသူ့လာကြည့်ဒီလက်စမီတလို့အခုလို့လက်စမီတိလေးမဟုတ်သူခက်ကသူလုတ်တဲ့လက်စမီတော်တော်ကြီးပါအကြီးပဲစာနယ်ဇင်းတွေတကဘာလုံးကစိတ်ဝင်စားပြီးတော့သတင်းသမားတွေအကုန်လာကြလာတဲ့အချိန်မှာအဲ့ဒီစင်ကခလေးတယောက်ကိုမိလုံးကန်ခိုင်းတယ်အဲ့ခလေးကမနိုင်မနှင်းနဲ့ကန်တာပေါ့တာတုသမီးတို့ရွယ်ပေါ့ဒီလိုညနေချက်မှာတက်ပြီးတော့ခြေရမှာအဲ့ခလေးကတက်ပြီးတော့ခြေတယ်ဖြစ်ချင်တော့ခလေးကလည်းကတုံငရင်နဲ့မို့လို့ခွားဆိုမိလုံးကကြက်ွယ်သွားတယ်တကဘာလုံးဒီမီးလေးကိုမြင်ကျင်နေတာနော်မြင်ကျင်နေတဲ့အချိန်မှာအဲ့ခလေးကတုံရင်နဲ့အဲ့လက်စမီကိုတက်တဲ့အချိန်ခွားကနေကြက်ွယ်သွားတယ်တကဘာလုံးလက်စမီဆိုတာမမြင်လိုက်ရအောင်တရင်သမားတွေအကုန်လုံးရိုက်နေတဲ့အချိန်မှာတကဘာလုံးအဲ့ဒီစင်အပြစ်တင်တယ်ခမရဗျာဒီလိုအလင်းခစ်ဖြစ်ဖို့အတွက်ကိုလူတိုင်းစောင့်ကြည့်နေဘာဖြစ်လို့မတိကြတဲ့ခလေးတယောက်ကိုဒီလက်စမီကိုကိုင်ခိုင်းတာတော့ဒီခလေးတယောက်အတွက်တကဘာလုံးကလက်စမီကိုမမြင်လိုက်ရပါဘူးအဲ့ဒီစင်အေးစီးပါပဲသူပြန်ပြောတယ်ဟုတ်ပါပြီဒီတစ်ချိန်မှာဒီလက်စမီကိုမမြင်လိုက်ရအောင်နောက်တစ်ချိန်ကျွန်တော်ထပ်ပြီးတော့ကြိုးစားပါမယ်နောက်တစ်ချိန်ပြန်လာခဲ့ပါလူတိုင်းကလက်စမီကိုမြင်ကျင်နေတာလေနောက်တစ်ချိန်ပြန်လာတယ်အခုလို့လက်စမီကိုလော်လော်လေးလှုပ်လို့ရတာမဟုတ်အဲ့ဒီဆင်က6လလောက်ကြာတယ်အဲ့မီးလုံးတစ်လုံးကိုတစ်ခါပြန်လှုပ်အားလုံးကိုပြန်ခေါ်တယ်မီးလင်းပါပြီတကဘာလုံးအလင်းခစ်ဖြစ်ပါပြန်ခေါ်တယ်လူတိုင်းကပြန်လာတယ်စာနယ်ဇင်းတွေအကုန်ပြန်လာတယ်ထုဆန္ဒကအဲ့လက်စမီကိုကင်တဲ့လူကအရင်လက်စမီလုံးကိုပြစ်ချခွဲတဲ့ခလေးတယောက်ဖြစ်နေအခလေးကမီးလုံးကိုပိုက်ပြီးတော့လာတယ်တကဘာလုံးကအဲ့ခလေးကိုမြင်တော့ဟာကနေဖြစ်သွားတယ်ပြီးတော့အဲ့ဒီစင်ကိုအပြစ်တင်တယ်ဒီကောင်တစ်ချိန်ဒီလက်စမီကိုပြစ်ချခွဲတာပြီးတော့ဘာဖြစ်လို့ဒီကောင်နောက်တစ်ချိန်ဒီလက်စမီကိုပြီးကင်တာတော့ခမရမှာနောက်တယောက်မရှိဘူးလားအဲ့ဒီစင်စားအတိုင်းဝိုင်းကြီးနဲ့နေနေတာလူထောင်ချီနေနေတာဒီကလေးကိုပဲသူပြန်ကင်ခိုင်းတယ်အဲ့ဒီစင်ဘာမှမပြောပါအဲ့ကလေးကတီးငင်းငင်းပါပဲလက်စမီကိုတစ်ခါလာပြန်တက်သွားတယ်အဲ့ဒီအချိန်မှာအခုကျွန်တော်တို့မြင်နေတဲ့အလက်စမီကိုစပ်ပြီးတော့မြင်ရတကဘာလုံးကအဲ့ဒီစင်ကိုချီးကျူးကြတယ်တော်လိုက်တဲ့လူကျောင်းစာသင်လို့မတက်ပြီမဲ့သူ့ဘာသာသူအတက်ပညာနဲ့သူ့ဘာသာသူလှုပ်တဲ့ဟာကိုတကဘာလုံးကချီးကျူးကြတယ်ကျွန်တော်တို့အလင်းခစ်ဖြစ်ပါပြီ18ရာစုကနေ19ရာစုမှာကျွန်တော်အလင်းခစ်ဖြစ်သွားပါပြီဘု து ကောင်းမှုလဲအဲ့ဒီစင်ရဲ့ကောင်းမှုနဲ့အဲ့ဒီမှာမေးတဲ့သတင်းသမားတယောက်ကရှာရှာကြံကြံမေးတယ်လူတိုင်းအဲ့ဒီစင်ကိုချီးကျူးနေတဲ့အချိန်မှာအဲ့သတင်းသမားမေးတယ်ခမည်းဗျာတခြင်းတစ်ခါလက်စမီကိုပြစ်ချခွဲသွားတဲ့လူတယောက်ကိုမှဘာဖြစ်လို့နောက်တစ်ချိန်ဒီလက်စမီကိုပြန်ကန်ခိုင်းတာတော့အဒီစင်ပြောတဲ့စကားကအင်မတန်မှကိုရိုးရှင်းပါလူငယ်မှာတခြင်းတစ်ခါမှားယွင်းခွင့်ရှိပါတယ်သူ့နောက်တစ်ချိန်အခွင့်အရေးမပြီးမှသာလျှင်ဒီကောင်လူညံ့ဖြစ်သွားမယ်ကျွန်တော်တို့ဗမာနဲ့မတူဘူးသူများနဲ့ရံဖြစ်လို့ရှိရင်ဘသူ့ကိုရိုက်တာတော့ကိုသားသမီးကိုပြန်ရနင်းဒီလောက်တော့နားမလဲဘူးလားနင်းဒီလောက်တော့နားမလဲနင်းဒီမှာလေဒီအဲ့ဒါမကန်ရဘူးလေဆိုတဲ့ဟာနဲ့ကျွန်တော်တို့အဆုံးမခံရတာအဲ့ဒီစင်အဲ့လိုမဟုတ်လူတစ်ယောက်မှာမှားယွင်းခွင့်တစ်ချိန်ရှိတယ်အဲ့မှားယွင်းခွင့်တစ်ချိန်ကြုံခဲ့တဲ့လူကိုနောက်တစ်ခါမသုံးမှသာလေအဲ့ကလေးတစ်ယောက်ကဘဝဆုံးတော့မှာမှားယွင်းခွင့်ရှိတယ်တားလို့သမီးတို့ခုနညံ့တယ်ဆိုပြီးတော့လက်ထောင်တဲ့လူမှန်သမျှမှားယွင်းခွင့်ရှိတယ်ဆရာဆရာမတွေမကြည့်ပါနဲ့သူတို့ကိုပြန်ပြီးတော့နောက်တစ်ချိန်အခွင့်အရေးပေးရမှာဖြစ်ပါတယ်
အဲ့ဒီခွင့်မပေးရင်နင်းတလုံးညံ့တာနင်းတလုံးညံ့တာနင်းတလုံးညံ့တာဆိုတဲ့စကားနဲ့တတ်ပြီးတော့ဖိနေလို့မရပါဘူးအဲ့ဒါဆိုရင်အဲ့ခလီကတကယ်ညံ့သွားမှာပါအဲ့ဒီစင်လောက်သွားတာအမတန်ကောင်းပါမင်းညံ့နေဟုတ်တယ်ဒီလက်စစ်မျိုးဒီလိုကြပြစ်ချခွဲတာမင်းကနောက်တစ်ချိန်အခွင့်ပေးတယ်အခွင့်ပေးရမှာဖြစ်ပါတယ်အဲ့ချိန်မှာအဲ့ဒီစင်ကအဲ့ခလီအခွင့်နောက်တစ်ချိန်ပေးပါကျွန်တော်စကားကိုနားထောင်နေတဲ့ဆရာဆရာမများကျွန်တော်စကားကိုနားထောင်နေတဲ့ခလီတွေအားလုံးတကယ်ညံ့တယ်ရတဲ့ကိစ္စမရှိဘူးအခွင့်အရေးပေးပါနောက်တစ်ချိန်မညံ့ပါစေနဲ့ကျွန်တော်စကားကိုနားထောင်တဲ့အချိန်ကစပြီးတော့ကိုညံ့တယ်လို့မထင်ပါနဲ့နောက်တစ်ချိန်အခွင့်အရေးပေးပါမညံ့ပါဘူးမိလုံးတက်ကြည့်လိုက်ပါတကဘာလုံးမြင်ရတဲ့အလင်းရောင်တတို့သမီးတို့ကြောင့်ဖြစ်ပါလိမ့်တကဘာလုံးအလင်းရောင်ဖြစ်သွားပြီဆက်ပြီးတော့ပြောပြပါမယ်အဲ့ဒီစင်ကအသက်80ဖြစ်ပြီးဒေါ်နန်စီသူ့ကိုစာသင်ပေးတဲ့အိမ်မှာစာသင်ပေးတဲ့ဒေါ်နန်စီကတည်သွားပြီသူ့အမေအဲ့ဒီလမ်းကိုဒေါ်နန်စီနေတဲ့လမ်းကိုအဲ့ဒီစင်ရဲ့အိမ်အဟောင်းကိုအဲ့ဒီစင်လမ်းဆိုပြီးတော့တကဘာလုံးကတတ်မှတ်ပါတယ်အခုချိန်ကြီးရှိပါတယ်အဲ့ဒီစင်လန်းစာရှိပါတယ်အဲ့ဒီမှာအဲ့ဒီစင်ရဲ့အိမ်ကိုအခုချိန်ကြီးပြတဲ့လူပဲထားပါတယ်အဲ့ဒီစင်ကပြန်သွားတယ်သူအသက်80လောက်တုံကြီးဖြစ်နေပြီအောင်မြင်မှုကလည်းကြောက်စရာကြီးဖြစ်နေပြီအဲ့ဒီစင်ဆိုတကဘာလုံးချီကျူးနေအဲ့ဒီစင်ကသူ့အမေဒေါ်နာစီနဲ့နေတဲ့အိမ်ကိုသူပြန်သွားတယ်အကုန်သူရှောက်ကြည့်တယ်သူ့အမေနဲ့သူနဲ့ပတ်သက်တဲ့ဟာတွေပေါ့သတိတရားနဲ့သူရှောက်ကြည့်တယ်ရှောက်ကြည့်ရင်လည်းအန်ဆွဲကလေးတစ်ခုသူတွေ့တယ်ဒေါ်နန်စီရဲ့အန်ဆွဲပေါ့အလှပြင်းတဲ့ခုံးလေးပေါ့အဲ့ဒီမှာအန်ဆွဲလေးတစ်ခုရှိတယ်အန်ဆွဲလေးအဲ့ဒီအန်ဆွဲလေးသူဆွထုတ်လိုက်တဲ့အခါစာရွက်ကလေးသူသေးကလေးကိုသူတွေ့တယ်ဒါပါလေငါအမေကဘာဖြစ်လို့ဒီစာရွက်ကိုတင်ထားတာလို့သူသိချင်အဲ့စာရွက်ကိုဖွင့်ဖတ်တဲ့အချိန်မှာအဲ့ဒီစင်ကတရက်ကလုံးကြောက်အောင်အတန်အကျဉ်းအောင်ငိုပါတယ်သူအောင်ငိုတဲ့အတန်ကိုဒီတယောက်ကလို့အားလုံးကြားတယ်တပည့်တွေအကုန်ပြည့်တက်လာတယ်အဲ့ဒီစင်ဘာဖြစ်တာတော့အန်ဒီစင်ဘာဖြစ်တာငါတို့ဆရာကြီးကဘာဖြစ်တာတော့ပြည့်တက်လာကြအားလုံးပြည့်တက်အဲ့ဒီအချိန်ကြာမှာအဲ့ဒီစင်အဲ့ဒီစာရွက်ကလေးကိုကြည့်ပါအောင်ဆုပ်ပြီးတော့အတန်ပြဲကြီးနဲ့ငိုပါတယ်ဖွင့်ကြည့်လိုက်တဲ့အခါမှာအဲ့စာရွက်ကသူငငယ်တော့ကကျွန်တော်ပြောတဲ့အထင်မှာပါပါတယ်သူ့အမေကသူ့ကိုသူ့အကြောင်းကိုဆရာတယောက်ကရေးထားတဲ့စာဖြစ်ပါတယ်မင်းရဲ့သားကငါစီမှာစာသင်ကျောင်းကိုလာပြီးတော့ပို့နေတာအင်မတန်ညံနေတဲ့တော်တော်ရိုင်းစိမ့်ပါတယ်ကျွန်တော်ရင်ကြီးပဲပြောပြပါမယ်မင်းအင်မတန်ညံနေတဲ့မင်းကလေးတယောက်ကငါ့ကိုငါကြောင့်ကိုလာအပ်တာငါရဲ့အချိန်ကြီးဖြုံးနေတဲ့အတိုင်းပဲအဲ့တော့မင်းရဲ့တားကိုမင်းကိုယ်တိုင်အိမ်ပြန်ခေါ်သွားပါအဲ့ဒီစာရေးထားပါတယ်မင်းရဲ့အင်မတန်ညံနေတဲ့သားကငါကြောင့်ကိုငါစီကိုလာပြီးတော့အပ်ထားတာငါရဲ့အချိန်ကြီးဖြုံးနေတာနဲ့တူတူပါပဲအဲ့တော့မင်းရဲ့သားကိုမင်းကိုယ်တိုင်ပြန်ခေါ်သွားပါဆိုတဲ့စာဖြစ်ပါတယ်ဒါပေမဲ့အစပဲမှာဒေါ်နန်စီကပြောခဲ့တာလို့မင်းကအင်မတန်ညံကောင်းတဲ့သူပါစာသင်ကျောင်းသွားစရာမလိုမင်းကိုအိမ်မှာပဲစာသင်ဆိုပြီးတော့ဒေါ်နန်စီကစာသင်ခဲ့ပါတယ်ကဲနံပါတ်1တစ်ခုပြောပြပါမယ်ကိုညံနေတဲ့လူလက်ထောင်ပါဦးအဒီစင်လို့โอเคလက်ပြန်ချအဒီစင်လို့တော့ညံမနေဘူးဆိုတာသိကြလားဘာလို့လဲတတို့သမီးတို့ကစာသင်ကျောင်းကိုတက်နေရတာပဲအဒီစင်ကစာသင်ကျောင်းကိုတက်လို့မရလောက်အောင်ညံနေဘူးပါတယ်စကယ်ရှိတဲ့လူလက်ထောင်ပါဦးစပိန်ဆိုင်ကစီးတဲ့လူလက်ထောင်ကြည့်ပါဦးโอเคလက်ပြန်ချကျွန်တော်ငငယ်ကအင်မတန်မှကိုဝမ်းသာစရာကောင်းတဲ့ကိစ္စရှိပါတယ်
ကျွန်တော်ကြောက်တင်မိုးနေမိုးထားတဲ့အိမ်ဝတ္ထုဖတ်ပူနေတာတိမှာပေါ့ကြောက်တင်မိုးနေမိုးထားတဲ့အိမ်စားမတ်ချော်စကက်စီအမတန်ကျွမ်းပါတယ်တတဲ့မောင်းတဲ့မကွတ်တတ်ပါဘူးကွေးတယ်နဲ့တိုက်တော့တာပါကျွန်တော်9နှစ်ပြကျွန်တော်9နှစ်မှာကျွန်တော်အဖေကကျွန်တော်မေးတယ်တာမင်းစပင်းစီတက်ချင်လားအာတိတ်တက်ချင်တာပေါ့ကျွန်တော်အမစကက်နဲ့တရမ်းလာတာရက်ွက်ကုန်းနေပြီရွာကုန်းနေပြီတခါတော့မမရရပဲအိမ်ကိုပြန်လာတယ်သူ့စကက်မှန်တော့မှကရင်လုံကြီးလေးတစ်ချက်လွန်းနဲ့ပါလာကျွန်တော်အမကိုမေးတယ်အမဒီစကက်လုံဒီမှန်တော့ဘောလုံကြီးဘယ်လိုလုပ်ပါလာတော့ငါလည်းမသိဘူးလမ်းစုံတစ်ခုမှာကရင်တယောက်ကစပင်းနဲ့သွားတယ်တဲ့ငါစကက်နဲ့ပတ်ပြီးတော့ကိုွေးလိုက်တာအဲ့ဒီစပင်းမောလူရဲ့ကရင်လုံကြီးငါစကက်မှန်တော့ပါလာတာပဲစပင်းနဲ့သွားနေတဲ့လူတယောက်ရဲ့လုံကြီးကိုစကက်မှန်တောင်နဲ့ပတ်ပြီးတော့ပါလာဖို့အတွက်တော်ရုံစကေးနဲ့တော့မဖြစ်ပါဘူးကျွန်တော်မေးတယ်အမအဲ့ဒီစပင်းမောက်တော့မမောက်ပါဘူးအေးစီးပါပဲအဲ့ဒီတော့သူဘလို့နေတာတော့ငါလှည့်ကြည့်တော့ဓာတ်တိုင်ပြေးဖမ်းနေတာမြင်တော့ဓာတ်တိုင်ပြေးဖမ်းမနေရင်လည်းဘောကပြက်သွားမှာဟုတ်ကျွန်တော်အမအဲ့လောက်တောင်းကြတော့ကျွန်တော်အဖေကကျွန်တော်မေးတယ်မင်းစပင်းစီတင်ချင်လားတင်ချင်တာပေါ့တာစပင်းစီတင်လို့ရှိရင်စပင်းမော်ပြုတ်ကြမှာနော်ပြုတ်ကြလို့ရှိရင်မင်းနာမှာနော်မင်းအနာခံနိုင်လားအဖေကကျွန်တော်အဖေသားဘာဖြစ်လို့အနာမခံနိုင်ရမှာနာခံနိုင်သိကြလားသိကြတယ်ညကြိုင်ငါစီးထဲမှာနော်အဲ့တော့ကြိုင်ငါဘာစီးငါတော့သိတာမဟုတ်မင်းထဲလို့ရှိရင်မငိုရအောင်မငိုပါဘူးဖေမနဲ့မိုးလင်းနဲ့မသိကြလားသိကြတယ်ကျွန်တော်စပင်းစီးတင်နောက်နေ့မနဲ့မိုးလင်းနဲ့ကျွန်တော်အဖေစပင်းတစီတွန်းထုတ်လောက်ပါတယ်အဲ့ခေတ်ကမောင်ပမာလို့ခေါ်ပါတယ်အဲ့ဒီဘာဒန်ကကျွန်တော်2ရွက်လောက်ရှိပါတယ်9နှစ်သားအရွယ်2ရွက်လောက်ရှိပါတယ်စပင်းကလတ်နဲ့သူတွန်းထုတ်လာဒါမင်းငါတင်ပေးမယ်ဆင်းခဲ့အဖေဒါနဲ့လားဟုတ်တယ်ဒါပဲကျွန်တော်လည်းမတက်နိုင်ဘူးဒါစပင်းမတက်ကျွန်တော်တက်ပါတယ်တက်တော့သူ့ဘာသာသူစပင်းကြီးကကြိုးကချောင်းနဲ့ကျွန်တော်တခါမှမနှင်းဘူးတော့ဘလို့လို့အမှမသိကျွန်တော်အဖေကကယ်ရီယာဂုံလေးကိုကင်ပြီးတော့လိုက်ပြီးတယ်ဗျသူပြောတယ်ငါသားချင်းင်းကိုတပတ်ချင်းမှန်အောင်နေမှသားရဲ့ခါကိုတက်မှန်အောင်ထားလက်ကင်ဖြောက်ဖြောက်ထားသားရဲ့အရှိတက်တက်ကြည့်ပါသားရဲ့အရှိတက်တက်ကြည့်ပါကျွန်တော်ကြွိုင်တက်နေပါချင်းင်းကိုတပတ်ချင်းမှန်အောင်နေမို့မပြောနဲ့ဘယ်ဘက်ကနေညာဘက်ကိုမလာဘူးခါကိုတက်မှတ်အောင်ထားပါသားရဲ့အော်ကိုခါအကြကွေးဖြစ်နေပြီလေကိုဘာသာကိုဘလို့တက်မှတ်အောင်ဘလို့မှမလုပ်တော့လက်ကင်ဖြောက်ဖြောက်ထားသားရဲ့လက်ကင်မပြောနဲ့ကိုခြေတော့ကိုကြည့်နေတာနဲ့မအားဘူးအရှိတဲ့ကြည့်ပါသားရဲ့အော်တော်ဝေးပါတယ်ကျွန်တော်မလုပ်တော့ဖုတ်ကနေပြုတ်ကြပါပြုတ်ကြတဲ့ခါလဲနားတယ်ကျွန်တော်အဖေကတာပြုတ်ကြပါလားအေးစက်ပြင်းမပြတ်တဲ့ကျွန်တော်ပြန်တက်တယ်အဲ့ဒါကိစ္စမရှိပါဘူးညကြတော့ကျွန်တော်အဖေကဆေးထည့်ပြီးတာကျွန်တော်အင်ပတာမှောက်စိတ်ဆိုးပါသူထည့်ပြီးတဲ့ဆေးကဘာဒီမှမသိဘူးဘီဆက်ရွက်လည်းပါတယ်ပယုတ်စီလည်းပါတယ်အဲ့ဒါသူထည့်လို့ရှိရင်အင်ပတာမှောက်ကိုဆက်တယ်ဆက်တဲ့အခါကျွန်တော်မျက်ရည်ကျကျွန်တော်အဖေကိုကျွန်တော်ပြောတယ်အဖေနောက်နေ့ကျရင်ကျွန်တော်ဆက်ပြီးမစီးတော့ပါဘူးဘာလို့လဲပြုတ်ကြတော့လေကျွန်တော်နားအဖေဆေးထည့်တာပို့ဆိုးတယ်အဲ့တော့ကျွန်တော်ဆက်ပြီးမစီးပြရသေးနဲ့ကျွန်တော်အဖေကပြောတယ်ဟဲ့မင်းကရင်မဟုတ်လားအေးကရင်ဆိုလို့ရှိရင်ပြီးရတဲ့ဂရီတီးရနောက်နေ့ကျရင်မင်းစပင်းစီးရနောက်နေ့မနေ့ကျွန်တော်အဖေစပင်းတွန်းထုတ်လာတဲ့ကြိုင်းကျွန်တော်အလိုလိုနေနဲ့မျက်ရည်ကျပါဒီစပင်းမော့တဲရမယ်တဲလို့ရှိရင်ဒီတိုင်းကျွန်တော်ပြုတ်ကြအောင်မယ်ဒီတိုင်းပြုတ်ကြရင်ကျွန်တော်နာအောင်မယ်ညကြရင်ဆေးထည့်ကျွန်တော်ငိုအောင်ဒါပေမဲ့ဟဲ့ဇောကြည့်ပြီကျွန်တော်ဆင်းရတယ်အဖေကိုယူသေးရတာကြောက်လေကြောက်ရဆင်းစက်ပြီးမတက်လို့ရှိရင်ဒါချင်းင်းကိုတပတ်ချင်းမှန်အောင်နေမှသားရဲ့ခါကိုတက်မှန်အောင်ထား
လက်ကန်ကိုဖြောက်ဖြောက်ထားတတ်ရဲ့ရှစ်တဲ့ကြီးပါသားရဲ့ရှစ်တဲ့ကြီးပါကျွန်တော်ဘလို့မှမလုပ်တတ်ပါဘူးဘယ်ဘက်ကနေညာဘက်ကမလောက်ခါကိုတက်မအောင်ထားဖို့မပြောနဲ့ကိုယ့်ဘာသာကိုနွဲ့နေတာလက်ကန်ဖြောက်ဖြောက်ထားဖို့မပြောနဲ့အရှစ်တဲ့ကြီးဖို့ဆိုပို့ဆိုးပါတယ်ကိုယ့်ခြေတော့ကိုကြီးနေတာနဲ့မအားပါဘူးဒါပေမဲ့ကျိန်ဖန်မြောက်မြောက်စွာပြုတ်ကြတဲ့ကျိန်ဖန်မြောက်မြောက်စွာကျွန်တော်အဖေပြောတဲ့အခါမှာကျွန်တော်နည်းနည်းလှုပ်တက်လာတယ်ချင်းနှင်းကိုတပတ်ချင်းမှန်အောင်နင်းတက်လာတယ်ကျွန်တော်အဖေပြောတဲ့အတိုင်းခါကိုတက်မှန်အောင်လှုပ်တက်လာထားတက်လာတယ်လက်ကန်ကိုဖြောက်ဖြောက်ထားတက်လာတယ်အရှိတဲ့ကျွန်တော်ချိတက်လာတယ်အဲ့ဒီချိန်မှာစက်ပိနင်းတက်သွားတော့အဲ့ချိန်မှာကျွန်တော်တန်တရားဖြစ်တာနောက်တစ်ခုရှိကျွန်တော်စက်ပိနင်းတက်ပြီဆိုတာသိကြတာနဲ့ကျွန်တော်အဖေကကရိယာကုံလေးကင်ပြီးတော့အနောက်ကပြေးလိုက်ပြီးတော့လှုပ်ပေးတယ်အဲ့ဒါကိုကျွန်တော်အတော်မသိငါဖြစ်ကျွန်တော်အဖေကိုကျွန်တော်ပြောတယ်အဖေချင်းနှင်းကိုတပတ်ချင်းမှန်အောင်နင်းတတ်ပြီးခါကိုတဲမှန်အောင်ထားတတ်ပြီးလက်ကန်ကိုဖြောက်ဖြောက်ကင်တတ်ပြီးအရှိတက်ကြီးတတ်ပြီးကျွန်တော်အဖေကဘောင်းမီတို့လေးနဲ့အနောက်ကပြေးလိုက်ပြီးတော့အဲ့ကရိယာကုံလေးကင်ပြီးတော့တီးတာကျွန်တော်နင်းနေတဲ့အချိန်မှာဖြည်းဖြည်းချင်းသူလှုပ်ပေးတယ်ကျွန်တော်သိပြီကျွန်တော်အဖေကျွန်တော်လွတ်ထုတ်နေပြီဆိုတာကျွန်တော်သိကျွန်တော်အဖေကိုပြောတယ်အဖေမလွတ်လိုက်နဲ့နော်အဖေလွတ်လိုက်လို့ရှိရင်ကျွန်တော်လဲမှာနော်လဲရင်ကျွန်တော်အတန်ပြေကြီးနဲ့ငူမှာနော်ညကြဆေးသေးလို့ရှိရင်ကျွန်တော်ပို့ပြီးတော့နာမှာနော်အဲ့ဒီတော့ကြာရင်ကျွန်တော်ထပ်ငူမှာနော်ကျွန်တော်အဖေကကရိယာကုံလေးကင်ပြီးတော့လှုပ်ပေးလိုက်ပြန်ထိမ့်လိုက်လှုပ်ပြီးတော့တခုပဲပြောပါတယ်တားရဲ့ချင်းနှင်းကိုတပတ်ချင်းမှန်အောင်နင်းမှတားရဲ့ခါကိုဖြောက်ဖြောက်ထားတားရဲ့လက်ကန်ကိုအတက်ထားပါတားရဲ့အရှိတဲ့ကြီးပါတားရဲ့အရှိတဲ့ကြီးပါကျွန်တော်လည်းသူ့ထိုင်ပြောတယ်အဖေမလွတ်လိုက်နဲ့နော်အဖေလွတ်လိုက်လို့ရှိရင်ကျွန်တော်ပြုတ်ကြမှာနော်ပြုတ်ကြကျွန်တော်ငိုမှာနော်အပြန်လှန်မဲ့ဒီတိုင်းပဲပြောအဖေလွတ်လိုက်လို့ရှိရင်ကျွန်တော်ပြုတ်ကြလို့ရှိရင်ကျွန်တော်ငိုမှာနော်ညက်စီထဲလို့ရှိရင်ကျွန်တော်အတန်ပြေကြီးနဲ့ငိုမှာနော်ကျွန်တော်အဖေကလည်းပုံမှန်ပဲတားရဲ့ချင်းနှင်းကိုတပတ်ချင်းမှန်အောင်နေမှာတားရဲ့ခါကိုတက်မအောင်ထားတာရဲ့လက်ကန်ကိုဖြောက်ဖြောက်ထားတာအရှိတဲ့ကြီးပါတာရဲ့အရှိတဲ့ကြီးပါကျွန်တော်လည်းထိုင်ပြောနေအဖေမလွတ်လိုက်နဲ့နော်ဒါမဲ့တရက်ကြတော့အပြန်လှန်ပြောနေတယ်ကျွန်တော်ကပုံမှန်ပဲပြောသွားတယ်အဖေကျွန်တော်မလွတ်လိုက်နဲ့နော်အဖေကျွန်တော်မလွတ်လိုက်နဲ့ပြောနေရင်ကျွန်တော်အဖေရဲ့ပြေးလိုက်လာတဲ့ခြေတံကိုကျွန်တော်မကြားတော့ပါဘူးကျွန်တော်သိပါတယ်ကျွန်တော်အဖေဒီစက်ပင်တစ်စီးနဲ့ကျွန်တော်ကိုလွတ်ထုတ်လိုက်ပြီဆိုတာကျွန်တော်သေသေးချာသိပါတယ်စက်ပင်တစ်စီးနဲ့လူတယောက်ကဒီတိုင်းပဲသွားတာနင်းတက်မနင်းတက်နဲ့သွားကျွန်တော်ပြန်လှည့်ကြည့်အဖေကြောက်လေကြောက်တာအဖေဘာဖြစ်လို့ကျွန်တော်တယောက်တည်းလှုပ်လိုက်တာအဖေဘာဖြစ်လို့ကျွန်တော်ကိုတယောက်တည်းလှုပ်လိုက်တာလဲကျွန်တော်အဖေအဝေးရနဲ့လက်ပြပါပြီးတော့သူပြောတယ်တားရဲ့ချင်းနှင်းကိုတပတ်ချင်းမှအောင်နင်းမတားရဲ့ခါကိုတက်မအောင်ထားပါတားရဲ့လက်ကန်ကိုဖြောက်ဖြောက်ထားတားရဲ့အရှိတဲ့ကြီးပါတားရဲ့အရှိတဲ့ကြီးပါတားလို့သမီးတို့ရုပ်ရှင်းပါလေတားလို့သမီးတို့မိဘများဆရာမများကအချင်းကုန်ခံငွေကုန်ခံပြီးတော့ပညာသင်ပေးနေတယ်ဆိုတာတားလို့သမီးတို့မတတ်သေးလို့စပင်ကရိယာကုန်ကင်ပြီးတော့လိုက်ပြီးတဲ့အတိုင်းပါပဲမကြခင်မှာတားလို့သမီးတို့စံမှုပွဲဖြေရပါလိမ့်မယ်အဲစံမှုပွဲဖြေတဲ့အချိန်မှာအခုရှိနေတဲ့တားလို့သမီးတို့ရဲ့ဆရာမတွေကကရိယာကုန်ကင်ပြီးတော့ငါဝိုင်းကူဖြေပေးမယ်ဆိုတာမဖြစ်နိုင်ပါဘူးဘယ်သူဖြေရမှာတော့ဘယ်သူဖြေရမှာတော့ကိုယ်တိုင်ပဲဖြေရမှာဖြစ်ပါတယ်အခုကျွန်တော်ပြောချင်တာရုပ်ရှင်းပါတတ်သမီးတို့အချိန်ကုန်ခံငွေကုန်ခံပြီးတော့အနောက်ကနေပြီးတော့စပင်ကရိယာကိုကင်ပြီးနေတဲ့ဆရာမတို့အားလုံးကတတ်သမီးတို့စံမှုပဲဝင်ဖြေပြီးလို့မရပါဘူးကိုယ်တိုင်ဖြေရမှာဖြစ်ပါအဲ့တော့ရုပ်ရှင်းပါတယ်အလင်းမလို့ပါနဲ့ကျွန်တော်အဖေပြောတဲ့အတိုင်းပါပဲခြေလမ်းကိုတစ်ဖက်ချင်းမှန်အောင်လှမ်းပါခြေလမ်းကိုဖြည်းဖြည်းချင်းလှမ်းပါအရင်လို့စရာအကြောင်းမရှိပါဘူးခြေနှင်းကိုတစ်ဖက်ချင်းမှန်အောင်လှမ်းပါဆိုတာကိုယ့်ရဲ့ဘဝကိုပုံမှန်ပဲလှမ်းပါပုံမှန်ပဲလှမ်းပါအလင်းမလို့ပါနဲ့တချို့တွေကလည်းကျွန်တော်တွေ့ဘူးတယ်ကျွန်တော်အိမ်ဘေးကခလိမလေး
သူလည်း2 နှစ်လောက်ကြာပါညတယ်သူစာချက်တယ်စစ်သူကြီးမဟာဗန္ဓုလာသည်စစ်သူကြီးမဟာဗန္ဓုလာသည်စစ်ကြီးမဟာဗန္ဓုလာပန်းဝတိုက်ပွဲရင်ပန်းဝတိုက်ပွဲရင်ပန်းဝတိုက်ပွဲရင်ပန်းဝတိုက်ပွဲအမေရပြောတယ်နင်းစာမကြောက်လားကြက်နေတယ်လေးရဲ့စစ်သူကြီးမဟာဗန္ဓုလာသည်စစ်သူကြီးမဟာပန်းဝတိုက်ပွဲရင်ပန်းဝတိုက်ပွဲအဲ့ပန်းဝတိုက်ပွဲကမတက်ဘူးအဲ့ဒါဘာလို့ခြေလမ်းကိုတလန်းချင်းပုံမှန်မလှမ်းတာဒီဘက်ကလှမ်းနေတာဘယ်ဘက်ကဒီလိုလုံနေညာဘက်ကိုမလာတာလေအိတ်ခဲ့တယ်မဟုတ်လားအေးလိုက်ကိစ္စမရှိဘူးကိစ္စမရှိဘူးခြေလမ်းကိုတလန်းချင်းပုံမှန်လှမ်းပါအလေးမလို့ပါနဲ့ခါကိုတက်မအောင်ထားပါတယ်ကိုယုံကြည်မှုထားပါကိုယုံကြည်ပါဒီစံမှုပဲငါအောင်မယ်ဆိုတဲ့ယုံကြည်စိတ်ကိုထားပါပြီးတော့ကိုဘွားကိုစက္ကန့်ထားပါတဲ့လက်ကင်စက်ပင်လက်ကင်ကိုင်းနေစရာကိုဘွားကိုယုံကြည်အောင်ထားပါကိုယ့်ရဲ့အနာဂတ်ကိုအမြဲတမ်းမြင်အောင်ကြည့်ပါအရှိတက်ကြည့်ပါလို့ကျွန်တော်အဖေပြောတယ်အရှိတက်ကြည့်ပါဆိုတာကိုယ့်ရဲ့အနာဂတ်ကိုမြင်အောင်ကြည့်ပါကိုယ့်ရဲ့အနာဂတ်ကိုမြင်အောင်ကြည့်ပါကိုယ့်ဘဝကိုစုပ်ကိုင်နိုင်အောင်ကြိုးစားပါကိုအမြဲတမ်းယုံကြည်ပါပြီးတော့ကိုလှမ်းနေတဲ့လမ်းကိုခြေလမ်းကိုတလှမ်းရဲ့ပုံမှန်လှမ်းပါအလေးမလို့ပါနဲ့ကျွန်တော်ဆရာမနဲ့ကျွန်တော်တွေ့ရဟောပြောပွဲတွေတော့ကျွန်တော်ကလည်းစာသင်မတက်တဲ့လူတစ်ယောက်ကနေပြီးတော့လူစားကြီးဆရာဖြစ်တာအညာဘက်မှာတော့တွေ့တယ်ဒီလိုဟောပြောပွဲကျွန်တော်ဟောပြောပွဲကိုလာနားထောင်တဲ့ဆရာမကဒီလိုအရှိမကော်ကုံလေးနဲ့ထိုင်နေကျွန်တော်ဆရာမတို့ကျွန်တော်မှတ်မိတာပေါ့ကျွန်တော်ပြေးသွားတယ်ပြီးတော့ဆရာမလက်ကိုလှမ်းပြီးတော့ကိုင်းတယ်ဆရာမလန့်သွားတယ်သပင်ရှိနဲ့ကျွန်တော်ဂျင်းမောင်းမိနေဆိုလန့်သွားတယ်သူ့လက်ကလေးကိုင်းတော့ကျွန်တော်လှည့်ကြည့်ကျွန်တော်သူ့ပြောတယ်ဆရာမကျွန်တော်မှတ်မိလားဆရာမကျွန်တော်တော်ကြာကြည့်ပါကြည့်ပြီးတော့မှငါတားရဲ့ဆရာမလည်းစာသင်ကျောင်းနေအများကြီးသင်ခဲ့တာငါတာကိုတော့ရုတ်တရက်ပဲမှတ်မိမှာတော့မင်းကဘသူတော့ဒါလမ်းမေးသေးတယ်ကျွန်တော်အတူပြောတယ်ဆရာမရဲ့ကျွန်တော်နာမည်စောကြည့်ပြီလို့ခေါ်ပါတယ်ဆရာမမှတ်မိမယ်လို့ထင်တယ်အဲ့လိုမှဆရာမပြုံးဩစောကြည့်ပြီရဲ့မင်းတော့ငါမှတ်မိတာပေါ့မင်းကအတန်းမှာ2 နှစ်တောင်နေသွားတာဒါကျွန်တော်လက်ကလေးကိုင်းပြီးတော့ပြန်ပြောသေးတယ်ဗျဟဲ့စောကြည့်ပြီငငယ်တော့စာသင်မတက်တဲ့ခလေးတယောက်ကအခုစာသင်ညောင်းနေစာသင်လို့မတက်တဲ့ခလေးတယောက်ကအခုစာပြီးဟောပြောပွဲတွေလာနာထောင်တက်နေပြီပေါ့အမနာသူကျွန်တော်ဟောပြောပွဲလာနာထောင်တာကျွန်တော်ပြောရမယ်ဟောပြောပွဲသူလာနာထောင်တာအကြည့်တော်ဆိုပြီးသူလာနာထောင်တာကျွန်တော်ဘာပြောမှမသိအော်ငငယ်ကစာသင်လို့မတက်တဲ့ခလေးတယောက်ကအခုကျတော့စာပြီးဟောပြောပွဲတွေလာနာထောင်တက်နေပြီပေါ့အဲ့ချိန်မှာပဲခုနဆရာမလေးလို့အစီအစဉ်ကြီးညာပေးယခုဆက်လက်ပြီးဟောပြောပေးမယ်သူကတော့အစာကြီးဆရာအကြီးတော်ဖြစ်ပါတယ်ဆရာမကစင်မော်ခေါင်းထောင်ကြီးတယ်ကျွန်တော်လက်ကလေးကိုခါချပြီးတော့ပြောတယ်တိုင်းမင်းနဲ့ငါတို့ငငယ်ရအကြောင်းတော့မှပြောချင်တာပေါ့အခုဆရာပြောတဲ့စကားကလေးကိုဆရာမကြားချင်လိုက်တာအမှန်တော့ကျွန်တော်ပဲတက်ပြောဒါပေမဲ့ငယ်စဉ်ကအင်းမတဲ့စောက်တော့မကြတဲ့လူတယောက်ရဲ့လက်ကိုသူခါချပါတယ်ဖြည်းဖြည်းချင်းခါချတယ်ကျွန်တော်ဘာမှမပြောပါကျွန်တော်စင်မော်တက်လာတယ်သူကျွန်တော်ကြောင်ပြီးကြည့်နေတယ်သူထင်တာမိုက်ဒီပိုင်လာပြင်းတဲ့လူလို့သူထင်တယ်စက်သမားလားအဲ့လိုသူထင်တယ်ကျွန်တော်စင်မော်တက်ပြီးတော့စကားပြောတယ်ဟာတစာကြီးဆရာဖြစ်တဲ့အတွက်ဟာတပြောပြတယ်လူအားလုံးရည်တဲ့အချိန်မှာသူကျွန်တော်ကြောင်ပြီးကြည့်နေတယ်အောက်ကနေပြီးဒီကောင်ဘာလုပ်နေတာတော့အဲ့ထက်ပိုကောင်းတဲ့ဟာတတွေပြောတော့အားလုံးရည်တဲ့အချိန်မှာကျွန်တော်ဆီယမရဲ့မျက်ရည်ကျတာကိုကျွန်တော်မြင်လိုက်ရတယ်ဆီယမကျွန်တော်ကြည့်ပြီးတော့မျက်ရည်ကျမျက်ရည်သူတုတ်ကျွန်တော်စင်မော်ကနေပြီးတော့ကျွန်တော်စဉ်းစားတယ်ဘာဖြစ်လို့ကျွန်တော်ကိုဆီယမကြည့်ပြီးတော့မျက်ရည်ကျတာတော့ကျွန်တော်စဉ်းစားမိတယ်စင်မော်မှာ2 ခုတော့ဖြစ်နေတယ်ပထမတစ်ခုကတော့အင်မတန်စက်တုံမကြတဲ့လူတယောက်စင်မော်ရောက်နေတဲ့အတွက်တိုင်းပြည်အတွက်နင်းတာတဲ့ထင်ပြီးမျက်ရည်ကျတာလည်းဖြစ်နေတယ်နောက်တစ်ခုကသူတို့ဆုံးမမှုကိုငယ်စဉ်တွေကနားမလဲပဲနဲ့
စောကြည့်ပြီးတော့ねအကြီးတော်ဖြစ်လာတဲ့လူတယောက်အတွက်မြိတ်ကြတာလေဖြစ်နိုင်တာပေါ့ကျွန်တော်ထိုင်ပြောနေတယ်ဆရာမကမြိတ်လေးတုပ်ပြီးတော့ကျွန်တော်ဟောပြောပွဲမပြီးခင်မှာထပ်ပြန်သွားတယ်ကျွန်တော်ဟောပြောပွဲကနေ့တိုင်းရှိတာကိုမနှက်ပြန်ကြလို့ရှိရင်ဘယ်နေရာလဲမသိထားလိုက်ပါကျွန်တော်သွားပြီးရင်ကျွန်တော်မြစ်ကြီးပြီးရင်နောက်တနေရာကျွန်တော်တို့အဲ့လိုမျိုးလိုက်ပြီးတော့ပြောနေရတယ်ကျွန်တော်သိချင်တယ်ဆရာမဘာဖြစ်လို့ကျွန်တော်ကြည်ပြီးမြိတ်ကြတာတော့ကျွန်တော်သိပြီးတော့သိချင်တယ်ကျွန်တော်မိခွန်းမှမကြုံလဲအဲ့ဒါနဲ့ကျွန်တဲ့ဆရာတွေသွားကျွန်တော်နောက်ကလိုက်ခဲမယ်ဘာဖြစ်လို့ဆရာမကျွန်တော်ကြည်ပြီးမြိတ်ကြတာလဲကျွန်တော်သိချင်တယ်အရွာကိုဆရာမအိမ်ကိုကျွန်တော်စုံစမ်းပြီးသွားတော့ဆရာမကပြင်းအောင်အင်္ဂလိပ်ပဲတိတိကလေးပါဘူးသူမလေးတယောက်နဲ့သူနေပါတယ်ကျွန်တော်ရောက်သွားတာသူနဲ့တွေ့ချင်လို့ဆရာမနဲ့တွေ့ချင်လို့ဘာလို့ပြောလာစောကြည့်ပြီးလို့ပြောလိုက်ဩအဲ့ဒါဆိုလို့ရှိရင်ဒီမှာထိုင်သူအဲ့ကန်ကလေးကတကယ်တိတိကလေးပါပဲနှစ်ယောက်ခုံလေးတစ်ခုံရှိတယ်တယောက်ထိုင်တဲ့ခုံနှစ်ခုံရှိတယ်ကျွန်တော်ဖြစ်ချင်တော့နှစ်ယောက်ထိုင်တဲ့ခုံလေးမှာကျွန်တော်ဝင်ထိုင်မိတယ်ဖြစ်ချင်တော့ကျွန်တော်ထိုင်တဲ့ခုံကကျွန်တော်ဆရာမတခန်းနဲ့ရှိအခန်းကတ်ရက်ဖြစ်နေငါတို့ပြားလေးပဲကားတာအဲ့ခလေးကဝင်သွားတယ်ဆရာမကိုသွားပြောတယ်ဆရာမရဲ့တပည့်တယောက်ကဆရာမကိုတွေးချင်လို့ပင်စင်စားဆရာမဆိုတော့အယံဝန်းတာတာဝသူ့တပည့်တယောက်လာတွေးတော့ဟဲဘသူတို့ငါဘသူလာတွေးတာတော့အဲ့တူမလေးကပြောတယ်စော့ချပြီလို့ပြောတယ်ဆရာမရဲ့အဲ့ဒီအချိန်မှာဆရာမရဲ့ငိုးတန်းကိုကျွန်တော်စပြီးတော့ကြားပါတယ်ကျွန်တော်နာမည်ကြားတာနဲ့ဆရာမငိုတယ်ကျွန်တော်အော်သွားတယ်ဘာဖြစ်လို့ကျွန်တော်နာမည်ကြားရုံနဲ့ငိုတာတော့ကျွန်တော်ပြန်စဉ်းစားမိတယ်ဆရာမပေါ်မှာကျွန်တော်ဘလောက်တောင်ဆိုးခဲ့ပူတာတော့ကျွန်တော်ကငယ်စဉ်တည်းကចောင်းသားလူစုတွေပါဆရာမပေါ်မှာကျွန်တော်တို့ဘလောက်တောင်ဆိုးခဲ့ပူတာတော့ဘာဖြစ်လို့ကျွန်တော်နာမည်ကြားရုံနဲ့ငိုတာတော့ကျွန်တော်ထပြန်မှဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ထမပြန်နိုင်ပါဘူးဘာလို့လဲကျွန်တော်အကြီးတော်ဖြစ်နေတဲ့အချိန်မှာဆရာမရဲ့စကားသံကိုကျွန်တော်သိပြီးတော့သိချင်တာပဲကျွန်တော်ထမပြန်ပါဘူးထိုင်ဆောက်တယ်တော်တော်လေးကြာတဲ့အခါမှာဆရာမကထွက်လာပါတယ်သူ့စီမှာတပတ်ကလေးတစ်ထည့်ပါတယ်ရိတ်လေးတုပ်ပြီးတော့ထွက်လာခုနကျွန်တော်ပြောပြီးသားပါကျွန်တော်နှစ်ယောက်ထိုင်တဲ့ခုံမထိုင်နေဆရာမကတယောက်ထိုင်တဲ့ခုံမလာဝင်ထိုင်ပါတယ်ဒီခါကျတော့ကျွန်တော်လက်ကလေးကိုသူလှမ်းကင်ပါတယ်မနေ့ညကျွန်တော်သူ့လက်ကလေးကိုကင်မိပါတယ်ကျွန်တော်လက်ကလေးကိုသူခါချတယ်ဒီခါကျတော့ကျွန်တော်လက်ကလေးကိုကင်ပြီးတော့ဖြစ်ဖြစ်ချင်းလှုပ်ရမ်းနေပါတယ်သဘောကတော့သူ့လက်ကလေးကနွနွကလေးဖြစ်နေတယ်သဘောကတော့သူအင်မတန်မှကိုသဘောကျလို့လှုပ်ရမ်းနေတဲ့သဘောပါပဲကျွန်တော်မေးတယ်ဆရာမမနေ့ညကလည်းကျွန်တော်မြင်တာနဲ့စင်ပေါ်မှာမြင်တာနဲ့ဆရာမမျက်ရည်ကျပြီးဒီနေ့ကျွန်တော်နာမည်ကြားရုံနဲ့ဆရာမဘာဖြစ်လို့ဒီလိုငိုရတာတော့သူပြန်မေးတယ်ငါသားစော့ကြည့်ပြီးမင်းဘလို့ထင်လို့တော့ဆရာမရဲ့ကျွန်တော်ထင်တာတော့နှစ်ခုပဲဖြစ်နိုင်ပါတယ်အင်မတန်စောက်တော့မကြတဲ့လူတယောက်စင်မော်ရောက်နေတဲ့အတွက်တိုင်းပြည်တဲ့နင်းလာတဲ့ထင်ပြီးတော့မျက်ရည်ကျတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဆရာမတို့ရဲ့တုံတင်ဆုံးမမှုကိုနောက်ကျပြီးမှနားလေတဲ့လူတယောက်နာမည်ကြီးနေတဲ့လူတယောက်အတွက်ပီတိဖြစ်ပြီးတော့မျက်ရည်ကျတာလည်းဖြစ်နေတယ်ဆရာမကပြုံးပါတယ်ပြီးတော့သူပြန်ပြောတယ်ငါသားဆရာမအသက်60ထီကိုပင်စင်ယူတဲ့အထီကိုကျောင်းဆရာမလုပ်ခဲ့ပါတယ်ဒါပေမဲ့ဆရာမပင်စင်ယူတဲ့အချိန်တီကိုစန္ဒာနဲ့မာနဆိုတာမခွဲတတ်ပါဘူးကျွန်တော်တစ်ခါမှမစင်စားမိတဲ့စကားလုံးဖြစ်ပါတယ်ဒီကကျောင်းဆရာမတွေကျောင်းသူကျောင်းသားတွေကျွန်တော်ဆရာမပြောတဲ့စကားကိုသိချာနားထောင်ကြည့်ပါစန္ဒာနဲ့မာနတဲ့ကျွန်တော်တစ်ခါမှမစင်စားမိဘူးဘာမှမသက်ဆိုင်တဲ့စကားလုံးဖြစ်ပါတယ်မာနနဲ့စန္ဒာဆိုတာဘာမှမသက်ဆိုင်တဲ့စကားလုံးဖြစ်ပါဘာဖြစ်လို့ပြောရတော့ဆရာမရဲ့တားရဲ့ငါကြောင့်မှတက်တဲ့ငါကြောင့်သားမှန်သမျှ6ဘာသာဂုဏ်မှုနဲ့အောင်အောင်ဆရာဝန်ဖြစ်အောင်အင်ဂျင်နီယာဖြစ်မယ်ဆိုတဲ့စိတ်နဲ့ဆရာမသင်ခဲ့ဘူးအဲ့ဒါဆရာမရဲ့ဆန္ဒပါရိုးရိုးကလေးပါပဲဒီမှာရှိနေတဲ့ကလေးမိဘတွေကျွန်တော်တို့စကားတက်စကိုယ့်ရဲ့သားသမီးစကားတက်စမှာသင်ပေးတဲ့စကားလုံးတစ်ခုရှိပါတယ်မင်းကြည့်လိုက်ရင်ဘာလို့မှာတော့ဆရာဝန်လုပ်အင်ဂျင်နီယာလုပ်သင်ပေးတယ်အဲ့ကလေးကဆရာဝန်ဆိုတာဘာမှမသိပါဘူး
engineer ဆိုတာလေဘာမှမသိပါဘူးဒါပေမဲ့မိဘကကောင်းစီခြင်းနဲ့ဆန္ဒနဲ့အဲ့ကလေးအဲ့တိုင်သင်ပေးပါတယ်ဒီမှာရှိနေတဲ့ကျောင်းဆရာဆရာမမှန်သမျှအားလုံးကကိုယ့်ရဲ့ကျောင်းသူကျောင်းသားကိုဆရာဝန်ဖြစ်ရမယ် engineer ဖြစ်ရမယ်ဘာသာစုံကိုနုနဲ့အောင်ရမယ်ဆိုတဲ့စိတ်နဲ့သင်ပေးပါတယ်ဒါတော့အမှန်တရားပါပဲဘာကြောင့်လို့ကိုယ့်ရဲ့ကျောင်းသူကျောင်းသားကိုပို့ပြီးတော့ကောင်းစေချင်တာမင်းဆရာဝန်ဖြစ်ရမယ်ဆိုတာဆန္ဒပါသားသမီးကခုနကျွန်တော်ပြောတဲ့အတိုင်းမင်းကြီးလိုက်ဘာလို့မှာတော့သူတော်မသိဘူးဆရာဝန်ဆိုတာဘာမှမသိဘူးအင်ဂျင်နီယာဆိုတာဘာမှမသိဒါပေမဲ့မိဘကကိုယ့်ကိုဆရာဝန်ဖြစ်စီခြင်းနဲ့စိတ်နဲ့ပြောတဲ့အခါမင်းကြီးလိုက်ဘာလို့မှာဆရာဝန်လုပ်အင်ဂျင်နီယာလုပ်မယ်ဆိုပြီးတော့ပြန်ဖြေပါတယ်အဲ့ဒါ तू သိလားဆိုတာမသိပါဘူးဒီကြောင့်မှစာသင်နေတဲ့ဆရာဆရာမမင်းဆရာဝန်ဖြစ်ရမင်းအင်ဂျင်နီယာဖြစ်ရမယ်မှန်ပါတယ်မင်းဘာသာစုံကုန်နဲ့အောင်မှန်တာပေါ့ဆန္ဒပါနောက်တစ်ခုပဲစကလုံးပို့သွားပါတယ်မင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်မင်းအင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်ဆိုတာမာနဖြစ်ပါတယ်နောက်တစ်လုံးပဲပို့သွားပါတယ်မင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်မင်းအင်ဂျင်နီယာဖြစ်ကိုဖြစ်ရမယ်ဒီထဲမှာဘာသာစုံဂုဏ်လူနဲ့အောင်ချင်တဲ့လူအများကြီးရှိပါတယ်ဘာသာစုံဂုဏ်လူနဲ့အောင်ချင်တဲ့လူလက်ထောင်ပါလက်ထောင်ဘာသာစုံဂုဏ်လူနဲ့အောင်ချင်တဲ့လူဆရာဝန်လုပ်ချင်တဲ့လူလက်ထောင်လက်ထောင်ဘယ်သူမှကြောက်စရာမလိုပါလက်ထောင်တယောက်ဆိုတော့ဘာသာလက်ပြင်ဘာသာစုံဂုဏ်လူနဲ့အောင်ချင်တဲ့လူတယောက်ပဲမြင်ပါတယ်ဆရာဝန်ဖြစ်ချင်တဲ့လူတယောက်ပဲမြင်ပါတယ်ဒါပေမဲ့ဆရာဆရာမများအလုံးကဘာသာစုံဂုဏ်လူနဲ့အောင်မယ်ဆရာဝန်ဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့သင်ပါတယ်မင်းဆရာဝန်ဖြစ်ရမယ်မင်းဆရာဝန်ဖြစ်ကိုဖြစ်ရမယ်ဆိုတာမာနဖြစ်ပါတယ်မင်းဘာသာစုံဂုဏ်လူနဲ့အောင်ရမယ်မင်းဘာသာစုံဂုဏ်လူနဲ့အောင်ကိုအောင်ရမယ်ဆိုတာမာနဖြစ်ပါတယ်အဖြစ်ရှင်းပါဒီထဲမှာဆရာဆရာမတို့ထင်တယ်လို့ဘာသာစုံဂုဏ်လူနဲ့အောင်ချင်တဲ့လူလည်းနေမှာပါဆရာဝန်ဖြစ်ချင်တဲ့လူလည်းနေမှာပါအဲ့တော့ခလေးတွေကဘာဖြစ်တာတော့ရိုးရိုးကလေးပဲဆရာမပြောတဲ့အတိုင်းကျွန်တော်ဘာသာဂုဏ်လူမလို့ပါကျွန်တော်ဆရာဝန်ဖြစ်ချင်မှာဘောလုံးကန်ချင်တဲ့လူကဲဘောလုံးကန်ချင်တဲ့လူလက်ထောင်ပါဦးအများကြီးပဲပိုများတယ်ဆရာဝန်လုပ်ချင်တဲ့လူထဲပိုများတယ်ကဲလက်ပြန်ချတော့ခလေးတွေကဘာနဲ့ပြန်တုံးပြန်တာတော့အဖေပြောတဲ့ဆရာဝန်ကျွန်တော်မလုပ်နိုင်ဘူးလေကျွန်တော်ဘောလုံးကန်မယ်လေကျွန်တော်ဓာတ်ပုံဆရာလုပ်မယ်လေဓာတ်ပုံဆရာလုပ်ကျွန်တော်စာရေးမယ်လေအကြည့်တော့လို့ဖြစ်ချင်တယ်လေအကြည့်ကိုလို့ဖြစ်ချင်တာလေအဲ့တော့ကျွန်တော်စာရေးမယ်လေဘာပြန်ဖြစ်တာတော့သားသမီးကတော့သိကြတယ်မိဘတွေလောက်ခံတဲ့အတိုင်းဆရာဆရာမတွေလောက်ခံတဲ့အတိုင်းတော့လိုက်မှာပဲဒါပေမဲ့မင်းဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ကိစ္စနဲ့ခလေးတွေကမဖြစ်ချင်တော့ဘူးကျွန်တော်ဆရာဝန်ဖြစ်ချင်ဘူးဒီတော့ဘာဖြစ်တာတော့မာနကျင်ပြတ်ပုတ်တက်ပါတယ်မိဘနဲ့သားသမီးဆရာဆရာမနဲ့တာကျောင်းသူကျောင်းသားဆန္ဒကျင်ကန့်ညီရမှာဖြစ်ပါတယ်မိဘကသားသမီးကိုမင်းဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စိတ်နဲ့ပြန်သင်ကျောင်းခလေးတွေရတယ်ဒီတိုင်းပဲကျွန်တော်မှမဖြစ်ချင်တာကျွန်တော်မလုပ်နိုင်ဘူးဒီတော့ဘာဖြစ်တာလဲကျွန်တော်နိုင်ငံမှာမာနကျင်ပုတ်တက်ပြီးတော့အလွင့်စင်ရမ်းများပါတယ်မာနကျင်ပုတ်တက်ပြီးတော့အလွင့်စင်ရမ်းများကျွန်တော်ဆရာမကကျွန်တော်ကိုပြောတာရိုးရှင်းပါတယ်တာရဲ့ဆရာမအသက်60တိပင်စင်ယူခဲ့ပြီးပါဒါပေမဲ့ဆန္ဒနဲ့မာနဆိုတာဆရာမတစ်ခါမှမကွဲခဲ့ဘူးပါဘူးငါတာရဲ့မင်းစာရေးချင်တယ်ဆိုတာဆရာမစိတ်ဝင်စားပါဒါပေမဲ့ဆရာစာတင်တဲ့ကလေးမှန်သမျှဘာသာစုံကိုနူးနဲ့အောင်ရမယ်ဆိုတာပဲဆရာမစိတ်ဝင်စားခဲ့တယ်အဲ့တော့ဆရာမအဲ့တိုင်းပဲသင်ခဲ့တယ်လောကမှာမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးကိုအမြဲတမ်းသုံးပါတယ်လောကမှာဘယ်သူမှမဖြစ်နိုင်ဘူးဆိုတဲ့စကားလုံးကိုအမြဲသုံးပါဒါပေမဲ့ဆရာဆရာမတို့မိဘများငါ့ကိုတော့တစ်ပင်မတက်ခံပါနဲ့ယူကလေးပါပဲ
မဖြစ်နိုင်တာရှိပါတယ်ငါးတကောင်တစ်ပင်မတက်ခိုင်းပါဒီမှာရှိနေတဲ့ကျွန်တော်ရဲ့ရွှေငါးလေးတွေကိုတစ်ပင်မတက်ခိုင်းပါသူတို့လှုပ်ချင်တဲ့အတိုင်းစာကိုကောင်းမွန်စွာသင်ပေးပါဒီမှာနားထောင်နေတဲ့ကလေးတွေခုနကျွန်တော်ပြောတဲ့အတိုင်းပဲစာကိုကောင်းမွန်စွာသင်ပါပညာတတ်ဖို့တော့လိုပါတယ်တလေးတစားပြောပါမယ်ပညာမတတ်ရင်လူရမုံနဲ့ခက်တကယ်ဖြစ်လာပါလိမ့်မယ်သားတို့သမီးတို့ပညာမတတ်ရင်လူရမုံနဲ့ခက်တကယ်ဖြစ်လာပါလိမ့်မယ်ရန်ကုန်တို့လိုမန္တလေးတို့လိုမြို့ကြီးတွေမှာပညာမတတ်ရင်ဘာလူရမုံတော့ပါဘွဲရတဲ့လူတယောက်နဲ့ဘွဲမရတဲ့လူတယောက်အလို့လျှောက်ရင်တော့အရန်ကွာပါနောက်တစ်ခုကျွန်တော်ထပ်ပြီးတော့ပြောပြပါမယ်ကျွန်တော်တို့နိုင်ငံရေးရပေါ့ထားလိုက်ပါတမျိုးပေါ့ပညာရေးကိုဘယ်သူကမှဦးစားမပေးခဲ့ပါဘူးအခုခေတ်မှာပညာရေးကိုပြန်ပြီးတော့ဦးစားပေးရမှန်းသိပါဆိုတော့1885ခုနှစ်လောက်ကကျွန်တော်မြန်မာနိုင်ငံကိုအင်္ဂလိပ်တွေလာသိမ်းသွားတာရိုးရှင်းပါတယ်လက်နဲ့လာသိမ်းသွားပါတယ်နိုင်ငံတနိုင်ငံကိုလူချင်းရင်ခေတ်ကတော့လက်နဲ့တိုက်ပြီးတော့သိမ်းရမှာပေါ့အခုခေတ်မှာနိုင်ငံတနိုင်ငံသိမ်းမှုအတွက်ဘာလက်နဲ့မှမလိုပါဘူးပညာပဲလို့တော့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံကဘာပညာရေးကိုမှဦးစားမပေးတဲ့နိုင်ငံဖြစ်နေပါတယ်ကျွန်တော်နိုင်ငံမှာစိုက်ကယ်မလုပ်တတ်ပါဘူးစိုက်ကယ်လေးတစ်စီးလို့ချင်တဲ့ကလေးတစ်ယောက်ကစိုက်ကယ်တစ်စီးလို့ချင်တယ်မိဘကအော်မင်းစိုက်ကယ်လို့ချင်တာလားရှိတဲ့လဲကိုရောင်းပေးရတယ်ဘာလို့လဲကိုသားသမီးစိုက်ကယ်လို့ချင်လို့လိုအခါတွေအကုန်ရင်းပေးရတယ်ဘာလို့လဲကျွန်တော်နိုင်ငံစိုက်ကယ်မှမလုပ်တတ်တာဟုတ်ပြီကလေးကစိုက်ကယ်ရသွားပြီတားတို့သမီးတို့ကစိုက်ကယ်ရသွားပြီဒါပေမဲ့အလောက်နဲ့မကျင်းတတ်သေးဘူးတယ်လီဖုန်းလေးတစ်လုံးလို့ချင်တယ်တယ်လီဖုန်းလို့ချင်တော့ကျွန်တော်နိုင်ငံမှာတယ်လီဖုန်းလောက်တတ်တဲ့စနစ်ကိုမရှိပါဘူးတနိုင်ငံလုံးတယ်လီဖုန်းမလုပ်တတ်ပါဘူးအဲ့တော့နိုင်ငံခြားဝယ်ရဟုတ်ပြီကိုရှိတဲ့လေကလေးလည်းရောင်းထားပြီးပြီတယ်လီဖုန်းလေးလည်းလိုချင်တယ်ဘာထက်ရောင်းရတာလို့မြေကလေးကိုအနှင်းငယ်ထပ်ပြီးတော့ရောင်းပေးရတာဒီတော့မှတယ်လီဖုန်းရမှာလဲရောင်းပြီးပြီမြေလည်းရောင်းပြီးပြီတားတို့သမီးတို့စိုက်ကယ်လည်းရပြီတယ်လီဖုန်းလည်းရပြီအိမ်မှာတယ်လီဗီရှင်းလေးတစ်လုံးလိုချင်တယ်အများနည်းဒီပေါ့တယ်လီဗီရှင်းတစ်လုံးလိုချင်တယ်အဲ့တယ်လီဗီရှင်းရဖို့အတွက်ဘာလို့ရမှာလဲလဲရောင်းပြီးပြီမြေလည်းရောင်းပြီးပြီမိဘကသူ့စီမှာရှိတဲ့မြေဝိုင်းကလေးကိုအနှင်းငယ်ထပ်ပြီးတော့ရောင်းပေးရတယ်စဉ်းစားကြည့်ပါသားတို့သမီးရောင်းပေးရတယ်လီဗီရှင်းရပြီဘာကုန်သားတာတို့လဲကုန်သွားပြီမြေကုန်သွားပြီအိမ်ဝိုင်းကုန်သွားပြီအားလုံးသိကြပါလိမ့်မယ်ရန်ကုန်တို့လိုမန္တလေးတို့လိုမြို့ကြီးတွေမှာတကယ်အချက်ချာကြတဲ့နေရာမှန်သမျှကျွန်တော်တို့ဘာမှမပိုင်ပါဘူးနိုင်ငံသားပဲပိုင်တယ်ဘာကြောင့်တို့နိုင်ငံတနိုင်ငံသိမ်းမှုအတွက်လက်နဲ့လာသိမ်းတာမဟုတ်ပါဘူးပညာနဲ့သိမ်းကြပါပညာနဲ့သိမ်းနေတဲ့ခေတ်မှာကျွန်တော်ကလေးတွေကဘာနဲ့ပြန်ကာကွယ်ရမှာတော့ပညာဖြင့်ပြန်ကာကွယ်ရမှာဖြစ်ပါတယ်ဒါကြောင့်ပညာရေးကိုဦးစားမပေးမိမှာဆိုလို့ကျွန်တော်လာပြီးတော့ပြောနေရခြင်းဖြစ်ပါတယ်ကချင်ပြည်နယ်ပေါ့ကျွန်တော်ခန်းဒီဘက်ကိုအလွန်ဘက်ကိုကျွန်တော်ရောက်သွားတယ်တုံမကြီးတဲ့ခမန်းစီတဲ့အဲ့ဘက်ကိုကျွန်တော်ရောက်သွားရွှေထွက်တဲ့နေရာကြီးကျွန်တော်ညာခေါ်သွားတာပေါ့ကြားတဲ့လုံခြုံရေးအနေနဲ့စိတ်ချပါသဘုံနေရာကြီးဟောပြောပွဲပြောနေတာကိုအဲ့အရှိမကန်ယူလို့ KIA တို့အကုန်နားထောင်တုံးဆိုလက်ပစ်ပုံတစ်လုံးတက်ရောက်ဒါဘာကြီးလဲဒါဘာကြီးလဲဆိုလက်ပစ်ပုံမှာဆရာဘာဖြစ်လို့ပြစ်တင်တာဆရာပြောတာကြိုက်လို့ပြစ်တင်တာဟာမင်းအဲ့လိုတော့လုံးလို့မရဘူးလေ30စီးရပါတယ်လေ30စီးပြီးတော့သွားအဲ့ဒီမှာတဏှာသွားလို့ရှိရင်ကြောက်တုံလေးတွေရှိအဲ့ကြောက်တုံမှာတဲလေးတွေရှိအဲ့တဲမှာဘာကချင်မကြီးတယောက်ထိုင်နေတယ်သူ့မှာမိဖို့ကလေးတစ်ခုရှိတယ်ရင်နွေးပဲကြူထားတယ်ကျွန်တော်ဒီဒေသဘက်ကထွက်တဲ့ coffee mate အထုပ်လေးရှိတယ်ကျွန်တော်ခဏနာ
ဘာလို့လဲဒီမှာကြက်တို့ဒီကနေလှီနဲ့တော်တယ်အဲ့မှာကြက်တို့နေရှိတယ်ဟိုဘက်ကလာတဲ့လှီကိုစောက်ရတာအဲ့ကြက်တို့မှာပဲကျွန်တော်နေရကြက်တို့အမဲကြီးတကော်ဖီမစ်ပဲရှိတယ်ကော်ဖီမစ်ဖြောတိုက်တယ်ကျွန်တော်မတောက်လို့မရအဲ့မှာကော်ဖီမစ်တောက်ပြီးတော့အထိုင်ဆောက်ရကြက်တို့မဲမဲဒီအောက်မှာအဲ့ကျွန်တော်နေတဲ့အဲ့နေရာလေးရဲ့အောက်မှာကြက်တို့မဲမဲကြီးထပ်ရှိတယ်အဲ့ကြက်တို့မဲမဲတွေ့ဘေးမှာခလိတယောက်ရှိပါတယ်အင်မတန်လှပါတယ်သူက4 နှစ်လောက်ရှိပါအဲ့ခလေးကပေါ့အုပ်လေးတွေဆိုရဲနေတာပဲသပင်ကလေးကိုကြက်တောင်စီလေးသူစီးထားတယ်အဲ့ကြက်တို့မှာပလက်လှန်လိုက်မှောက်လိုက်လုံနေသူစီမှာလွဲကလေးတစ်လုံးရှိအရင်တော့အဖြူအောင်ဖြစ်မှာပေါ့သူဖလာသူတော်ရေနားနီးပြီးတော့ရေမချိုးတတ်တဲ့ကလေးပေါ့သူ့ထဲမှာဘာရှိလဲဆိုကျွန်တော်တို့ကော်ဖီမစ်ဖြောတိုက်တဲ့မိမကြီးရဲ့ကြလာတဲ့မိသူကလေးတွေသူထဲတာတယ်အကြက်တွေမောသူမိအိတ်တယ်အတန်မြဲကြီးနဲ့သူတချင်းဆိုတဲ့ကြပြာရွံ့သူဒေတာနဲ့ကျွန်တော်တို့ကမသိတော့ဘာရီသူရွံ့နေမှလည်းမသိပါဘူးတော်တော်လေးကြာလို့ရှိရင်သူလွဲအိတ်ကလေးထဲကမိသူကလေးကိုသူထုတ်တယ်ပြီးတော့သူမိအိတ်နေတဲ့ကြက်တုံမဲမဲကြီးမှာစလုံးရေးပါကကြီးခကွေသူရေးတယ်ကြက်တုံမဲမဲကြီးမှာမိသူကမဲမဲနဲ့ရေးတော့ဘာမှမမြင်ပါဘူးသူ့အမေသူလှမ်းပြတယ်အမေဒီမှာကြည့်ပါဦးကကြီးခကွေသမီးနှလုံးကြီးတက်ပြီးသမီးကိုစာသင်ကျောင်းကိုပို့ပါလားအမေကျွန်တော်စိတ်ဝင်စားသွားတယ်အမအိတ်ကလေးနဲ့ပဲဘလို့ခေါ်တာတော့ပရိဆိုင်မလို့ခေါ်ပါတယ်ဆရာကြီးပရိဆိုင်မဆိုတာဘာလို့ပရမညာမျက်နှာလို့အဓိပ္ပာယ်ရပါတယ်တကယ်ပရမညာမျက်နှာအတိုင်းပါပဲပို့လေးကရဲပြီးတော့ဒီကြက်တောင်စီလေးနဲ့ဆိုတာအရန်လှပါသူ့အမေကဘာမှမပြောခဏနေကြတော့အဲ့ကလေးကအဲ့ကြက်တုံမဲမဲကြီးမှာကကြီးခါကိုနောက်နှလုံးရေးတယ်မိသူကဲမဲမဲနဲ့ပဲပထမရေးတာတော့အလုံးကြီးပေါ့နောက်တစ်ခါရေးတော့နည်းနည်းလေးသေးသွားပါတယ်ကကြီးခါကိုသူအမေသူပြန်ပြောတယ်အမေဒီမှာကြည့်ပါဦးသမီးကကြီးခါကိုနှလုံးရေးတက်ပြီးသမီးကိုစာတင်ကြောင်ပို့ပါလားအမေကဘာမှမပြောအဲ့ကလေးကကြက်တုံမှာပလက်လှမ်းနေဆိုတော့အဲ့ကြက်တုံကသူ့ရဲ့ခေါင်းအောင်လည်းဖြစ်တယ်အဲ့ကြက်တုံကသူ့ရဲ့ကြောက်သိမ်မုံလည်းဖြစ်နေတာပေါ့အနေနဲ့ကြာလာတဲ့အခါအဲ့ကလေးကသူ့လွယ်မမဲလေးတွေကမိသွေးကထုတ်ပြီးတော့ကကြီးခါကိုနှလုံးပြန်ရေးတယ်ဒီတစ်ခါတော့သူ့မျောလင်းချက်တိုင်းပဲစလုံးလေးကနည်းနည်းသေးသွားပြီပေါ့အမေဒီမှာကကြီးခါကိုနှလုံးရေးတက်နေပြီသမီးကိုစာသင်ကျောင်းပို့ပါလားကြာတော့ကျွန်တော်အသီးမခံနိုင်တော့သူ့အမေကိုကျွန်တော်ပြောရတယ်အမရဲ့ဒီကလေးတယောက်စာသင်ကျောင်းကိုဒီလောက်သွားချင်နေပါရဲ့နဲ့ဘာဖြစ်လို့စာသင်ကျောင်းကိုမပို့တာတော့စာသင်ကျောင်းတက်ရမယ်အချိန်မှာအရွယ်မှာစာသင်ကျောင်းကိုပို့ရမှာပေါ့အဲ့တော့မှကျွန်တော်ကော်ဖီမစ်ဖြော်တိုက်နေတဲ့အမျိုးသမီးကအနှင်းငယ်မကြည်မနှက်ဖြစ်သွားပုံရပါတယ်ကျွန်တော်ဖြော်တိုက်နေတဲ့ကော်ဖီမစ်ရင်သွေးအုပ်ကလေးကိုဘက်ကနေဘေးနားကိုချလိုက်ပါတယ်ချပြီးတော့သူလှမ်းပြီးတော့ပြောတယ်ကျွန်တော်သိစေချင်တဲ့စိတ်နဲ့သူလှမ်းပြောတာဟဲ့ပရိဆိုင်မန်နင်ကကြီးခါကိုနှလုံးရေးတက်ယုံနဲ့စာသင်ကျောင်းကိုတက်ချင်တယ်ဟလားနင့်ကိုဂျာနုတော့လည်းဒီလိုပဲကကြီးခါကိုနှလုံးရေးတက်ယုံနဲ့စာသင်ကျောင်းကိုပို့ခိုင်းတယ်ငါစာသင်ကျောင်းကိုပို့ခဲ့တယ်ဒါပေမဲ့စာသင်ကျောင်းကိုသွားတဲ့အခါမှာဘသူထောင်နာမှမသိတဲ့မိုင်းနှင်းပြီးတော့စာမတက်ပြီးမတက်နဲ့ချစ်ပြက်လက်ပြက်ဖြစ်ပြီးတည်သွားတာအနေမှတ်မိလားသူ့အကိုဟောလေဒီအတိုင်းပဲပြောပါတယ်ကြောက်တုံမဲမဲကြီးမှာကကြီးခါကိုနှလုံးရေးပြီးတော့အမေသားကိုစာသင်ကျောင်းကိုပို့ပါစာသင်ကျောင်းကိုပို့ပါအမေကသူ့ရဲ့သားကလေးကိုစာတက်ကျင်တဲ့စိတ်နဲ့စာသင်ကျောင်းပို့ပါတယ်ဒါပေမဲ့စာသင်ကျောင်းကိုသွားတဲ့အချိန်မှာဘသူထောင်နာမှမသိတဲ့မိုင်းနှင်းပြီးတော့စာမတက်ပေမတက်နဲ့ခြေပြက်လက်ပြက်ဖြစ်ပြီးတော့သေဘူးတယ်ကျွန်တော်ပြောချင်တာရိုးရှင်းပါတယ်ပညာမတက်ရင်လူရမွန်တဲ့ခေတ်တည်းမှာဒီမြစ်ကြီးနားမှာစာသင်ကျောင်းသွားတဲ့လမ်းမှာဘသူကမှမိုင်းထောင်တာခြင်းမရှိပါဘူးစာသင်ကျောင်းကိုရွေးချယ်ပါစာသင်ကျောင်းကိုတက်ကြပါပညာမတက်ရင်လူရမွန်တဲ့ခေတ်မှာကျွန်တော်ပြောတဲ့ပရိဆိုင်မန်လို့ခံစားမှာဆိုလို့ကျွန်တော်လာပြီးတော့ပြောနေရခြင်းဖြစ်ပါတယ်ဒါကြောင့်ဒီမှာနားထောင်နေတဲ့ပရိသတ်များအားလုံးကလစ်အားလုံးစာသင်ကျောင်းကိုသွားတဲ့လမ်းမှာမိုင်းထောင်တာခြင်းမရှိပါဘူးပညာမတက်ရင်လူရမွန်တဲ့ခေတ်တည်းမှာ
ကျွန်တော်ပြောနေတဲ့စကားအတိုင်းကျွန်တော်သားသမီးတွေကျွန်တော်ရဲ့ညီငယ်ညီမငယ်တွေကျွန်တော်ရဲ့အတူတူမတွေခံစားမှဆိုလို့လာပြီးတော့ပြောပြနေရခြင်းဖြစ်ပါတယ်ဒါကြောင့်တရုတ်သမီးတို့နောက်တစ်ချိန်မှာပညာကိုပညာဖြစ်ပြန်ကာကွယ်ရမယ်တိုင်းပြည်ဖြစ်ပါတယ်ပညာကိုဦးစားမပေးရင်တော့မြန်မာနိုင်ငံဆိုတာဖြောက်ကနေနဲ့ပျောက်သွားပါလိမ့်မယ်သူများတွေကအတတ်ပညာနဲ့လာသိနေပါပြီကျွန်တော်တို့အားလုံးအတတ်ပညာဖြစ်ဆက်ပြီးတော့ကာကွယ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာနားထောင်နေတဲ့ပြည်သူများအားလုံးကလေးများအားလုံးပညာကိုပညာဖြစ်ပြန်ကာကွယ်နေတဲ့သူတွေဖြစ်ကြပါလို့ပညာတတ်တွေအုပ်စုတဲ့တိုင်းပြည်တစ်ခုမှာကောင်းမွန်စွာအသက်ကြီးခွင့်ရတဲ့သူတွေဖြစ်ကြပါစေကြောင်းဆုတောင်းနေတယ်ကျွန်တော်ဟောပြောခြင်းကိုဒီမှာနေ့ကချုပ်ပါတယ်ကျေးဇူးပါ